လောကအောင်လို့သူတွေဖြစ်ရတဲ့မင်္ဂလာဘုရားသားသမီးတို့မှာယနေ့တက်ရောက်ပြီးဖြစ်ကြောင်းဝန်ခံလျက်ယေရှုနာမ၌ဆုတောင်းလျက်ချိန်တိုင်းကိုဆက်ကပ်ပါတယ်ဖခင်အာမင်ဒီကောင်မတို့ဒီနေ့လည်းကျွန်တော်နိုင်ငံပြောခဲ့တယ်ပြောပြချင်တယ်ဆိုပါစို့ကျွန်တော်အခုတင်ကိုပြောမယ်တရားအစဉ်ကောင်းကြီးခံစားရမယ့်သူလို့ပြောရင်โอเคဟုတ်မှာပါဆိုတဲ့အဖွဲ့လည်းရှိနေတယ်တရားအစဉ်ကောင်းကြီးခံစားရမယ့်သူဖြစ်တယ်လို့ပြောရင်တရားရဂိုင်နှုံးဟုတ်တယ်လို့ဝန်ခံတဲ့သူရှိတယ်လို့တန်တရားတွေနဲ့အသက်ရှင်တဲ့သူတွေအများကြီးရှိတယ်ပြီးတော့မှအဲ့လိုတန်တရားရှိတဲ့သူတွေအားလုံးကယုံကြည်သူပဲနော်ပြောတဲ့စကားကဘာလဲဆိုကိုမလုပ်ရင်ကိုဘယ်လိုရမှာလဲကိုမလုပ်ရင်ဘယ်လိုရမှာလဲတင်လုံးမရမယ်ဆိုရင်တင်အဲ့ဒါယုံကြည်သူမဟုတ်ဘူးအဲ့ဒါတခြားဘာသာနဲ့တူသွားတူနေပြီမင်းလုပ်ရင်မင်းရမှာဒါပဲတကယ်ဖယားရဲ့သားသမီးတွေကြတော့မလုပ်ရဘူးလို့ကျွန်တော်မပြောဘူးနော်ဒါပေမဲ့ဖယားလုပ်ခိုင်းတာလုပ်ရင်အရန်ပေါ့တယ်ကိုလုပ်ရမယ်ထင်လို့ရှောက်လုပ်နေတဲ့အရာတွေအလုံးအရန်လေးတယ်ကျွန်တော်မလုပ်တာမဟုတ်ဘူးဒါပေမဲ့လုပ်ခိုင်းတာပဲလုပ်တယ်မလုပ်ခိုင်းကျွန်တော်ဘာမလုပ်ဘူးလောက်ခိုင်းတာမလောက်ခိုင်းတာဘယ်လိုသိလဲဒီထဲမှာပဲသိတယ်ကျွန်တော်ပြောတတ်ဘူးတင်လက်သိချင်တင်ဖယားကိုစိတ်ဝင်စားဖို့လိုတယ်ဒါပဲဖယားကိုတင်ဘယ်လောက်ထိစိတ်ဝင်စားလဲတင်ရုပ်ရှင်တကားကြည့်တာထပ်ဖယားကိုစိတ်ဝင်စားဖို့ရှိတယ်ပြောချင်တာဖယားเจ้าမှာပျော်တဲ့သူတွေအများကြီးရှိတယ်ခရစ်ယာန်ဒါပေမဲ့ဖယားနဲ့မပျော်တတ်ဘူးဖယားเจ้าမှာလာပြီးတော့အစီအစဉ်တွေထဲမှာအရန်ပျော်တဲ့ခရစ်ယာန်တွေအများကြီးရှိတယ်ဒါပေမဲ့ဘုရားเจ้าအစီအစဉ်ထဲမှာပြောတာလေကောင်းပါလေတခြားပြင်မှာတော့ပြောတာဘုရားเจ้าမှာပြောတာကောင်းပါလေဒါပေမဲ့ဘုရားเจ้าမှာပြောတာကဘုရားနဲ့ပြောတတ်ဖို့အရင်ကြီးတယ်တင်းတကယ်ဘယ်လိုခေါ်မလဲဘုရားနဲ့အချိန်ယူရမယ့်အချိန်တစ်ခုအတွက်တင်းရင်ခုန်လာဥမာလောကမှာအလုပ်တွေအများကြီးရှိတာပေါ့အလုပ်တွေအများကြီးရှိတယ်ကျွန်တော်လဲပေါ့နော်ကျွန်တော်ဆိုဒါဆရာကျင်နိုးတို့ဆရာဇော်လေးတို့ဆိုရင်တကယ်နားလည်ပေးလို့ဆရာခိုင်ပြီးလို့ဆိုရင်ကျွန်တော်စီတကူကလာကြတာနော်ကျွန်တော် assistant နေနေပဲဆရာတို့ကိုလွတ်ထားပြီးတော့ကျွန်တော်တို့အချိန်ဆရာကိုကျွန်တော်ချိန်ပေးလာနေပါပေးပါနော်ကျွန်တော်မပေးနိုင်ခဲ့တာဆရာဇော်လေးနဲ့ဥစ္စာပဲဆရာခိုင်ပြီးဒါပေမဲ့လုံးဝအဲ့ဒီအကျွေးပြန်စားကျွန်တော်ပြန်ပေးရှင်းပြောရင်ကျွန်တော်အလုံးများတယ်သို့တော့အလုံးများသောကြောင့်ကျွန်တော်ကဘာလို့အလုံးများလဲဆိုတော့ကျွန်တော်အချိန်တန်ဖိုးထားလို့ကျွန်တော်က daily routine နဲ့သွားတဲ့လူပြကျွန်တော်တတ်မှတ်ထားတဲ့အချိန်တစ်ခုမှကျွန်တော်ဘယ်သူမှကျွန်တော်နေရာမပေးနိုင်ဘူးကျွန်တော်လုပ်ရမယ့်ချိန်ရှိတယ် to do list ဆိုတာရှိတယ်ကျွန်တော်ကိုယ်တိုင်လည်းအဲ့တိုင်းသွားတယ်ကျွန်တော်ចောင်းသားလည်းအဲ့တိုင်းပဲတင်တယ် daily routine ကိုမတိဆောက်တတ်တဲ့လူကမအောင်မြင်ဘူးအမေမနေ့ကတော့မှကျွန်တော်တခုပြောပြတယ်ဆရာတို့ကိုလာမသိထိုင်နေနေကျွန်တော်ပြောပြတယ်ကျွန်တော်နှစ်ခုလုပ်တယ်အခုကျွန်တော် business လည်းကျွန်တော်လုပ်တယ်ကျွန်တော် ministry ထဲမှာလည်းကျွန်တော်ကဖခင်တယောက်လို့ကျွန်တော်ဥဆောင်နေရတယ်ဘာကြောင့်လဲဆိုတော့မြန်မာပြည်မှာအတင်းတော်တွေအရန်တိုးပွားလာလို့အခုတောင်ငူအတင်းတော်ဆိုဂျေစုတော်ကြောင့်အောင်မြင်တယ်ရန်ကုန်အတင်းတော်အောင်မြင်တယ်ပသိမ်မန္တလေးကငလင်လှုပ်သွားတော့အဲ့ဒီလှုပ်တဲ့နေရာကျွန်တော်တို့ကဒီဘာခေါ်လဲအဲ့ဒါဟောမန္တလေးမှာကျွန်တော်တို့ငှားတဲ့ဟာကမြို့တော်ခမ်းမလားမြို့တော်ခမ်းမမဟုတ်ပါဘူး
အခုအတိတ်ကြီးစောက်ထားတာပါလဲမန္တလေးက MCC လားမလားမြန်မာ Convention Center မြန်မာ Convention Center ရဲ့ဟိုစားဒီငါလို့တော့သူတို့ခါထွက်သွားတော့ကျွန်တော်တို့အခုမိသားစုလိုမျိုးပဲအဲ့ဒီကျွန်တော်မှုတော်ဆောင်ဒီ8မှာပြန်ပြီးတော့လှုပ်တယ်အဲ့ဒီကောင်ပြီးတာကျွန်တော်ပြန်စမယ်မန္တလေးလဲကြီးဆိုတော့ကြောင့်အခု home set မှာပဲလူတော်ပြည့်တယ်ဘယ်နေရာလှုပ်အခုဆိုရင်ဘယ်နဲ့ခုရှိသွားလဲကျွန်တော်မှတ်မိတော့ဘိတ်ရှိတယ်တဝယ်ရှိတယ်မော်လမြိုင်ရှိတယ်ဖအံရှိတယ်ကော့တောင်ရှိတယ်အညာဝတော်တော်မမီနဲ့အဲ့စိတ်မကောင်းဖြစ်မယ်ပွဲတွေမမီပါတယ်ဒါပေမဲ့ဒီအသက်မှာအများကြီးလေတိုးပွားနေတာပေါ့တိုးပွားနေတယ်ဘုရားကျေးဇူးတော်ကြောင့်ဖြစ်တယ်အခုဂျပန်မှာဆိုဘုရားရကောင်းကြီးပေးတယ်ဂျပန်မှာဆိုရင်3နေရာဖြစ်သွားပြီကျွန်တော်ဝယ်ထားတဲ့နေရာတော့ကျွန်တော်တိုကျိုထဲမှာရှိတယ်ဆိုင်ဒမတ်မှာရှိတယ်ဆိုင်ဒမတ်မှာကျွန်တော်တို့ကိုယ်ပိုင်နေရာနဲ့ညီနဲ့building two story building ပေါ့ကျွန်တော်တို့အဲ့တော့မှကျွန်တော်ဂျွန်လာမှာကျွန်တော်တို့ချီမွန်ချင်းပွဲတော်လုပ်မယ်အဲ့ဒါလဲဆရာတို့ဖိတ်နေကျွန်တော်ချီမွန်ချင်းပွဲတော်ဂျွန်လာမှာဆရာငယ်လေးတို့ဆရာဂျင်မီခေါင်းဆန်တို့နဲ့ကျွန်တော်တို့ပွဲရှိတယ်ဆရာခွာပီဆရာခိုင်ပီတို့လာမယ်ဆရာကင်းပေါဆရာကင်းပေါသူအလိုမေးထိုင်သူအရန်ဝမ်းနေတဲ့လို့ဆရာကင်းပေါလို့အချင်းမရေးပါမဆိုးပါနဲ့လို့ပြောတာအောင်သူအလုံးဝမခံစားနိုင်မဲ့ဆိုတော့အခုမဆိုးနည်းနည်းစီပြေလာတယ်ဆိုဆရာကင်းပေါတော့ဒီဂျုံလာထဲမှာကျွန်တော်တို့ချင်းမချင်းပွဲတော်အကြောင်းရှိတယ်ဆရာတန်တောင်းလဲအကြခင်ရပါပြီပတ်ဆိုရပြီအာမင်ကျွန်တော်ယုံကြည်တဲ့ယေရှုနာမနဲ့ကြေညာတယ်အမေရိကမှာအရင်ကြာနေတော့မကောင်းဆရာတန်တောင်းတော့လေသူအာရှပြန်သွားမယ်သူဘယ်ကြောင့်ဆိုတော့ဒါအမေရိကန်စိုက်ဖြစ်လာတာဒါမကောင်းတဲ့လက္ခဏာဖြစ်တယ်ဆိုအာရှခေါ်ပြီးတော့ never ပြန် train ရမယ်ကျွန်တော်ဂျုံလာမှာကျွန်တော်ရှိပြောချင်တာအခုကျွန်တော်ဆိုရင် site mask မှာရှိတယ်ချီဘာမှာရှိတယ်ကူမာမှာရှိတယ်ကျွန်တော်သုံးနေရဂျပန်မှာတုံတင်းတော့လုပ်လို့မရဘူးပေါ့လုပ်ပြီးရင်လေနည်းနည်းဟိုစားဖြစ်သွားတာများတယ်ဘယ်လိုခေါ်လဲလူတွေကလည်းမမြဲတာလားပါလားမသိဘူးလုပ်ငန်းတွေလည်းအဆင်မပြေလားပါလားမသိဘူးကျွန်တော်ကအခုမကြခင်မှာကျွန်တော် company စတော့မယ်ကျွန်တော်ရဲ့အဓိကကျွန်တော်ရှော့ပြီးတော့ company ထောင်နေတာမဟုတ်ဖျားเจ้าစောက်ပြီးသွားရင်ဖျားเจ้าစပြီးဆိုတာနဲ့ကျွန်တော်ကလုပ်ငန်းနဲ့တွဲထားပြီးတော့အမှအလုပ်မရှိတဲ့သူတွေကျွန်တော်လုပ်ပြန်ပေးချင်တယ်ဆိုတော့ဒီထဲမှာပဲအလုပ်ရတဲ့အတွက်ကြောင့်ကျွန်တော်ပိတ်ချင်ပိတ်လို့ရလေဒါတတိယနင်တို့ဖျားเจ้าကုန်သွားပိတ်တယ်ဆိုရင်သူတို့ဘာလုပ်လို့မရတော့သွားမှာပဲလေဆိုသူများစီမှာအလုပ်လုပ်နေရင်မရဘူးအစင်မပြေဘူးဆိုတော့တင်းဥဆရာလည်းကိုပဲတထေးလည်းကိုပဲဆိုတော့ပြီးသွားတာပေါ့တခါတည်းနဲ့ဟုတ်စားပေါ့ဒီလိုလုပ်ဖို့ရတဲ့ကျွန်တော်တို့အခုပြင်ဆင်တယ်လှုပ်ဆောင်တယ်ဒါပြရတဲ့ကျွန်တော်ဂျွန်လာမှာဖြစ်ပဲဂျွန်လာဇူလိုင်လမ်းလေးကျွန်တော်အခု company ပြန်စမယ်အမှဆိုတော့ဘန်ကောက်ကပြီးသွားပြီဘန်ကောက်ကတော့ကျွန်တော်အခုနလည်းဟိုစားပြောသလိုပေါ့ဘန်ကောက်မှာဒီကျွန်တော်ရဲ့အဓိက main ကတော့ကျွန်တော်ချင်းမိုင်မှာထားတယ်ဘန်ကောက်မှာကြတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်ရိတ်သိမ်းရကာလတစ်ခုရှိတယ်အဲ့အတွက်ကျွန်တော်မှပြင်ဆင်ရတော့မယ်ရိတ်သိမ်းရကာလဆိုတော့ဘန်ကောက်ကရှင်းပြောရင်တကယ် Sin City လို့ဖြစ်နေပြီတကယ် Sin City ပဲဆိုတော့အဲ့ဒီနေရာကြီးကိုကျွန်တော်တို့တေးချရိတ်သိမ်းရဖို့ရန်အတွက်ပြင်ဆင်တယ်ဆိုတော့ဘုရားကျေးဇူးတော်ပဲကျေးဇူးတော်တတ်ကြောင့်ထိုင်းနိုင်ငံမှာအထက်ရောက်ဆုံးအလုပ်လုပ်နိုင်ပြီးတော့ the fastest growing church in Thailand ကပါလဲဆို Bright Roman Church ပါကျွန်တော်ရဲ့ညီလေးလိုပဲအရန်ဖရားအသုံးပြုတယ် celebrity တွေအရန်ပြောင်းလဲတယ်သူအဖြစ်ထိုင်းနိုင်ငံမင်းသားမင်းသမီးတွေပြောင်းလဲတယ်ဆရာနဲ့ထိုင်းသချင်းပေါ့ထိုင်းနဲ့ဆရာဆိုထားခြင်းလေးပုတ်ရှိတယ်သူနဲ့သူ
သူ့ရဲ့နာမည်က Pastor Champ လို့ခေါ်တယ် Champ ကကျွန်တော်နဲ့လက်တွဲပြီးတော့အခုလှုပ်ဆောင်တဲ့အခါမှာအရင်ရိတ်သိမ်းရတယ်အရင်ရိတ်သိမ်းရတယ်အကြီးကျယ် तू ကတော့တပတ်ကို तू Saturday ဆို तू အင်္ဂလိပ်တွေ तू လမ်းမတွေမှာ तू တရားတွေဟောပြီးအဲ့လူတွေပြန်ခေါ်လာဆိုတပတ် तू တင်းတော့အရင်တိုးပွားတယ်ဒီတနည်းတွင်မှာ तू ခိုင်းတနိုင်ငံလုံးမှာအတင်းတော်အပါ30ဖြစ်သွားပြီဆိုတော့တနည်းတွင်မှာ तू ဗုဒ္ဓဘာသာနဲ့ तू ပြောင်းလဲတာဗုဒ္ဓဘာသာနဲ့ဂိုင်းဟုတ်ကောတကယ်ဂိုင်းကြီးပေါ့နော်တကယ်ဟိုဒုစရိုက်ဂိုင်းထဲမှာ तू ဝင်သွားတော့သူ့ကိုသူများတန်းနဲ့လိုက်ပြတ်တတ်တာလိုက်ပြတ်တတ်တော့ तू အဲ့ရနဲ့လွတ်မြောက်သွားပြီးတော့ तू ပုံးပြီးတော့နေရတဲ့အချိန်မှာ तू အပြင်မထွက်ရဲဘူးအတန်နဲ့ကြားပြီးဆို तू လာတတ်တော့အဲ့လိုထင်တဲ့အချိန်မှာအရင်ကြောက်လန့်တဲ့အချိန်မှာကဲဒီချင်းတင်းစကားကိုကြားပြီး तू ပြောင်းလဲသွားတယ်အဲ့ချန်နဲ့ဆိုတော့တကယ်အသက်ရှင်တဲ့ဖရားကို तू ရတယ်အဲ့ဝိညာဉ်တော်ရဲ့တိုးထမှုခံစားရတယ် तू ပြောင်းလဲတာကပြောင်းလဲပြီးတော့ညာလဲ तू အင်္ဂလိပ်မလုပ်သေးဘူးပြောင်းလဲပြီးတော့ညာလဲပဲ तू ဖျားချောင်းသွားတယ်တမယိုးကြပဲဒါပေမဲ့ပြောင်းလဲပြီး2နှစ်လောက်ကြာတဲ့အခါမှာ तू အရှင်တော်ဝိညာဉ်တော်အရလှုပ်ရှားတဲ့နေရာမှာ तू ဝင်လာပြီးတော့မှ तू ဝင်သွားပြီးတော့မှအဲ့ဒီတရှင်တော်ဝိညာဉ်တော်ကိုရဲ့ကြီးတွေ့ခြင်းခံစားပြီးနောက်ပိုင်းမှာအင်္ဂလိပ်အရလှုပ်တော့တာဒါကြောင့်ကျွန်တော်ကဘာအားပေးရှင်လဲဆိုတော့ယုံကြည်သူတော်တော်များများကခရိယန်တော်ဖြစ်တယ်ဧဝံဂေလိစိတ်အားမထက်တန်ဘူးဆိုတာကသူဝိညာဉ်တော်နဲ့နှစ်ဖူးတွေ့တူတွေ့မတွေ့သေးလို့ကျွန်တော်ကတော့အဲ့လိုပဲပြောချင်တယ်ခရိယန်တွေတော်တော်များများဧဝံဂေလိပြောမှရှက်တဲ့အဖွဲ့နဲ့ကြောက်တဲ့အဖွဲ့နဲ့အာနာတဲ့အဖွဲ့နဲ့အမျိုးစုံဖြစ်တဲ့ဟာတွေအားလုံးဒါတမယိုးကြခရိယန်တွေဝိညာဉ်တော်နဲ့တကယ်နှစ်ဖူးတွေ့တူတွေ့မတွေ့သေးတဲ့ခရိယန်တွေလို့ကျွန်တော်ကတော့အဲ့တိုင်းပြောချင်တယ်ဝိညာဉ်တော်နဲ့တကယ်ထိတွေ့သွားတဲ့သူကယေရှုအကြောင်းကိုပြောရတော့ဂုဏ်ယူနေတာရှက်နေတာမဟုတ်ဂုဏ်ယူနေတာပြီးတော့မှသူကအမြဲတမ်းငါမပြောရင်သူဘလို့သိမှာလဲမသိရင်သူဘလို့လွတ်မြောက်မှာလဲဆိုတဲ့အထက်ကနေဒီဟာကြီးကတွန်းအားကြီးကတခုအမြဲတမ်းဖြစ်နေတာအဲ့ဒါဝိညာဉ်တော်ရဲ့မဆာချင်းခါတဲ့သူတွေကအဲ့တိုင်းပဲတော့ကျွန်တော်အားပေးချင်တာကတင်းဒီခရိယန်တယောက်ဖြစ်ပြီးတော့ဝိညာဉ်တော်နဲ့မယဉ်နေသေးဘူးဆိုရင်တော့တင်ဆာငတ်ပါလို့ကျွန်တော်အနေနဲ့တော့ပြောချင်တယ်အမြဲတမ်းဝိညာဉ်တော်ကိုဆာငတ်ပါဝိညာဉ်တော်နေရာပေးပါလို့တော့ကျွန်တော်ပြောချင်တယ်ဒီဘာမှမလှုပ်မရက်နဲ့ဒီခရိယန်ဘဝကြီးကမကောင်းပါဘူးဗျာအကျဉ်းခရိယန်တတ်တာဆိုတာကအမြဲတမ်းတောက်လောင်နေတယ်ဗျာမချိုးလို့ဆိုကျွန်တော်ပြောတယ်ကျွန်တော်ဆိုဗျာရှင်းပြောရင်ဟိုအရှိတွေအနောက်တွေတောင်တွေမြောက်တွေအဲ့လိုမျိုးကဘာကြီးမှအဲ့လိုသွားနေရတာဗျာသွားနေရဆိုတော့ကျွန်တော်ဘယ်ချိန်မှဂျက်လက်ဖြစ်သွားလဲကျွန်တော်လည်းမသိပါဘူးဟိုအိပ်ပျော်သွားတာပဲပြန်နိုးလာတာပဲလှုပ်ဆက်ချက်လှုပ်တာပဲ2နာရီ3နာရီအိပ်လဲကျွန်တော်တော့ဘာပြောအမြဲတမ်းကျွန်တော်ကအားရှိနေတာဘာလို့လဲဆိုကျွန်တော်ပြန်ချီတော့ဝိညာဉ်တော်ရဲ့မဆာချင်းကြောင့်ဗျဝိညာဉ်တော်ကကျွန်တော်အမြဲတမ်းလမ်းဆန်းစေတယ်ဝိညာဉ်တော်ကလမ်းဆန်းစေတယ်အဲ့ဒါမှတ်ထားပြီဝိညာဉ်တော်ကအရာလမ်းဆန်းစေတယ်ဒါဝိညာဉ်တော်နဲ့တွားတတ်ဖို့အရာရေးကြီးတယ်ဆိုတဲ့အကြောင်းကျွန်တော်အားပေးရှင်တယ်ကျွန်တော်ညီကိုမောင်မတယ်ဆိုတော့ဘုရားကြီးတော်တတ်ကြောင်းဝိညာဉ်တော်ရဲ့မဆာချင်းအဖြစ်ဗျာမလုံနိုင်ဘူးဆိုတဲ့အရာတွေအရာလုံလာနိုင်တယ်ဗျာအခုအများကြီးဖခင်ရဲ့မဆာချင်းကြောင့်လုံလာနိုင်တယ်ဆိုတော့ဘာနားလည်လာလဲဆိုတဲ့အခါမှာဖခင်ရဲ့အတူရှိခြင်းကကျွန်တော်တို့ကိုအရာအောင်မြင်စေတယ်အာမင်ဆိုတော့ဒီနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာကဖခင်အတူရှိခြင်းနောက်ဒီတရားဟောချက်ကိုကျွန်တော်အထင်မှာအရာနှိုးဆော်ခြင်းခံရတဲ့အခါမှာမနေ့ကတည်းကပြောဖို့ဒါပေမဲ့လည်းပဲဘုရားရှာပြောခိုင်းတဲ့အရာတွေအများကြီးရှိတဲ့အခါမှာပြောနေတာဖြစ်တယ်။ဒါပေမဲ့ဒီနေ့ညမှာတော့ကျွန်တော်ဘုရားအတူရှိခြင်းဆိုတာကိုကျွန်တော်ဝေငှသွားမှာဖြစ်တယ်။အာမင်။ဆိုတော့တင်သိရမယ့်အရာတခုကအဲ့ဒီ message ကိုမသွားခင်မှာကျွန်တော်ဘာပြောချင်လဲဆိုတော့ဘုရားကတင့်ကိုလောကသားတွေနဲ့မတူတမှုထူးခြားပြီးတော့ကောင်းကြီးပေးရှင်တဲ့ဘုရားဖြစ်တယ်ဆိုတာကိုတင်ယုံရဲပါငါမလုပ်ရင်ငါဘလို့ရမှာလဲဆိုတဲ့အတွေးခေါ်ယူဖယ်ရှားပေးပါတင်စူးစမ်းလို့အောင်မြင်မှာမဟုတ်ဘူးသူ့အတူရှိခြင်းကတင်ကိုအောင်မြင်စေတာမရမှာဆိုလို့ကျွန်တော်ပြန်ပြောမယ်တင်စူးစမ်းနိုင်လွန်းလို့တင်အောင်မြင်မှာမဟုတ်ဘူးလောကမှာကြတော့
ကြိုးစားရင်အောင်မြင်တယ်လို့ပြောတယ်ဒါပေမဲ့အောင်မြင်လာတော့ညာလဲပဲအောင်မြင်ပြီးတဲ့အချိန်မှာသူတို့အတွက်အတိတ်ပဲဘာမှမရှိဘူးဆိုတာသူတို့သိလာတဲ့အချိန်မှာသူတို့ဘာဆက်လို့မသိတဲ့သူတွေအများကြီးကျွန်တော်နားမှာအောင်မြင်တဲ့သူတွေအများကြီးပဲအခုကျွန်တော်ကတော်တော်များများသောအောင်မြင်တဲ့သူတွေကိုကျွန်တော်က coach လုပ်ရတဲ့သူဗျာမကြခင်ကျွန်တော်ရဲ့ network တစ်ခုထွက်လာလိမ့်မယ်အဲ့ဒါ David La network အဲ့ဒီထဲမှာကျွန်တော် counseling နဲ့ပတ်သက်တဲ့ဟာတွေရှိတယ် life coaching နဲ့ပတ်သက်တဲ့ဟာတွေရှိတယ်အများကြီးရှိတယ်အဲ့ဒါတွေကျွန်တော်ဘာနားလေလာလဲဆိုတော့စီးပွားရေးလုပ်ရင် system ဆိုတာအရင်ကြီးတယ် system မကောင်းရင်သင် business လည်းမကောင်းဘူးစီးပွားရေးမှာ system လို့တယ်ဒါပေမဲ့ ministry မှာ system နဲ့သွားလုပ်လို့မရဘူး ministry မှာ principle နဲ့သွားတာစီးပွားရေးလုပ်တဲ့အခါမှာ system တစ်ခုကောင်းကောင်းရှိရတယ်You cannot hate system if you want to do business. ဒါပေမဲ့သင်ဟာအောင်မြင်တဲ့အမှုတော်ဆောင်တယောက်အနေနဲ့လူပေါင်းမြောက်များစွာအတွက်ကောင်းကြီးဖြစ်စေတဲ့သူတယောက်ဖြစ်ဖို့ရန်အတွက်ကသင် system နဲ့သွားလို့မရဘူး principle နဲ့သွားတာဥပမာဆိုပါစို့ဒီတိုင်းလှုပ်ဒီတိုင်းဖြစ်ကိုဖြစ်တယ်ကွာဆိုတာအဲ့ဒါ system အဲ့ဒါလောကထဲမှာကစီးပွားရေးလုပ်လို့ရတယ်အဲ့ဒါဖျားမှာဒီတိုင်းလှုပ်ဒီတိုင်းဖြစ်မယ်လို့သွားပြောလို့မရအောင်ဒီနေ့တလို့ဖြစ်မယ်နောက်နေ့မှာတလို့မဖြစ်တော့ဘူးဥပမာဖျားကအာဗြဟံကိုမင်းသားကိုငါ့ကိုပူဇော်လို့ပြောတယ်မင်း3ရက်ကြာတဲ့အခါမှာထိုလူလင်ကိုမထိမခိုက်နဲ့တယ်မောရှေကိုမင်းကြောက်ကိုဒုံးနဲ့ရိုက်လိုက်ရေထွက်မယ်ကွာအဲ့ဒီ system အတိုင်းပဲမင်းကြောက်ကိုဒုံးနဲ့ရိုက်လို့ဘယ်တော့မှသွားပြောလို့မရအောင်နောက်တစ်ချိန်မှာကျတော့ကြောက်ကိုဒုံးနဲ့မရိုက်ခိုင်းတော့ကြောက်ကိုစကားပြောခိုင်းပြီမတူဘူးညီကောင်မောင်မတော့ဒါဆိုဖျားကသူ့ရဲ့အမှုတော်မြတ်ကိုသူ့ရဲ့အမှုတော်မြတ်ကိုဖျားနဲ့သွာလာခြင်းတဲ့သူတွေကကျွန်တော်တို့ပြောပြတယ်ကျွန်တော်ရဲ့ဝိညာဉ်သားသမီးတွေပေါ့ယေရှုတော်ကြောင့်ဝိညာဉ်သားသမီးတွေအများကြီးဝိညာဉ်သားသမီးလို့ပြောလိုက်ရင်အခုလည်းပြဿနာရှိတယ်ဝိညာဉ်ဖခင်ဆိုတာမလိုဘူးရောလိုတာတွေရောဝိညာဉ်ဖခင်မလိုဘူးလိုတယ်ဆိုတာစကားရှောက်မပြောနဲ့တကယ် reality ထဲမှာအဖေမရှိတဲ့သားသမီးဟာအဖေနဲ့မကြီးပြင်းလာတဲ့သားသမီးဟာစိတ်ကောက်မရှိတာရိုသေခြင်းမရှိဘူးလေးစားခြင်းမရှိရိုင်းနေအကောင်တွေကဒါပေမဲ့တကယ်အဖေကောင်းတယောက်ရဲ့ဥဆောင်မှုနဲ့သွားတဲ့ကလေးတွေကြတော့သူတို့မှစနစ်ကြသွားတတ်တယ်တချို့ဘာကင်လဲဆိုတဲ့အခါမှာဒီလောကမှာတဲ့ဘယ်သူမှအဖေလို့မခေါ်နဲ့ဆိုတဲ့ကျမ်းပိုက်ကိုကင်လိုက်တယ်ဒါဆိုရင်နင့်အဖေကိုနင့်အဖေလို့မခေါ်တော့ဘူးလားလောကမှာဆိုပါတော့တင်းအဖေနာမည်ကဦးယောဟန်ပေါ့အဲ့ဒါကိုတင်းရနေပြီးတော့မှလောကမှာမြေကြီးမှာဘယ်သူမှအဖေမခေါ်နဲ့ကျမ်းစာပြောတဲ့ကြောင့်ဦးယောဟန်ခမရအဖေလို့မခေါ်တော့ဒီနေ့စပြီးတော့ယောဟန်လို့ခေါ်မယ်ဆိုရင်你一看没？你妈逼阿肥ရိုက်မှာရတော့911ခေါ်မှာဆိုလို့မရိုက်ဘူးဒါမဲ့ဟိုမှာမရဘူးမင်းဒီနေ့ဆက်တော့ယောဟန်မခေါ်မနော်ကျမ်းစာပြောထားတယ်အဖေလို့မခေါ်ခိုင်းလို့ပြောလို့မရအောင်ကျွန်တော်ဝိညာဉ်သားသမီးတွေကြော်ပြောထားပြီးသားမင်းတို့အောင်မြင်ရင်လည်းငါဝမ်းမြောက်ပေးမယ်မင်းတို့ကြရှုံးသွားရင်ငါမင်းနဲ့တူရက်တည်ပေးမယ်မင်းနဲ့တူငါရက်တည်ပေးမယ်လဲကြတော့ငါဆွဲထုမယ်မင်းရောသူများဝိုင်းဆိုင်ငါမင်းနဲ့တူအဆဲခံမယ်ငါရဲ့လောက်ကမင်းလဲတော့ပြဿနာရှာဖို့မဟုတ်မင်းကိုစူဖို့ဆဲဖို့မဟုတ်ဘူးမင်းလဲတော့ငါထူဖို့တာပဲဆိုတော့မြစ်တာနဲ့ပဲဆွဲခေါ်တယ်ကျွန်တော်သားသမီးတွေကျွန်တော်မေတ္တာနဲ့ပဲဆွဲခေါ်တယ်
ကျွန်တော်ရဲ့သားသမီးလေသူများကိုအဲ့လိုသူတို့အတင်းသားတွေပါတယ်အော်ဆဲအော်ပြောနေကျွန်တော်မကြိုက်ဘူးအဲ့ဒါချက်ချင်းခေါ်ဆူတာကျွန်တော်ကငါသားမင်းလို့မလုံးနဲ့မင်းငါဆူလာပြောမဆူမင်းအတင်းသားတွေပဲသွားဆူကြဘာကြောင်းမှမရှိဘူးဆူလို့တယောက်မှမတိုးတက်လာဘူးမင်းကောင်းကြီးပဲပေးဆွဲထူပေးဝန်ခံပေးလူကိုပြောင်းလဲစေတာဆူလို့မပြောင်းလဲဘူးမေတ္တာနဲ့ပဲလူကပြောင်းလဲတာမေတ္တာစစ်မှန်တဲ့မေတ္တာလူတကယ်ပြောင်းလဲစေတာကြောင့် ministry ထဲမှာအရာဆူတဲ့အဖွဲ့တွေရှိတယ်ဘာလည်းမတိုးတက်လာဘူးကြောက်ပြီးတော့ရှောက်လုံတာပဲရှိတယ်ဘာမတိုးတက်လောက်ရေးရှိမှာဆိုတော့အဆူခါနဲ့သူကသူ့အောက်ကလူကိုပြန်ဆူတယ်ဒါနဲ့ပဲသွားနေတာ ministry ကမေတ္တာနဲ့သွားတာဆိုညီကိုမောင်မတွေကျွန်တော်ပြောပြရှင်းတယ်ဖခင်ရဲ့ principle လောကရဲ့ system နဲ့တခြားစီပဲဒီစီးပွားရေးလုပ်ရင် system လို့တယ်ဖခင်နဲ့တွာလာတော့မယ်ဆိုတော့ principle ပဲလို့တယ်ပုံစံမတူညီဘူးဒီနှစ်မှာလုပ်တဲ့ပုံစံနဲ့ဒီ season အတွက်ဒီလိုပုံစံလုပ်မယ်နောက် season မှာဒီလိုပုံစံနဲ့လုပ်လို့မရတော့ဘူးဒီလိုပုံစံနဲ့လုပ်လို့မရတော့ဘူးဆိုတော့ပုံသေးနီးဆိုတာဖခင်မှာမရှိဘူးပုံသေးနီးနဲ့လုပ်လို့မရဘူးဒါကြောင့်ကျွန်တော်တို့ဝိညာဉ်ရေးရာမှာပုံသေးနီးနဲ့သွားလုပ်လို့မရဘူးဘုရားသခင်ကဒီနေ့ဒီလိုသုံးတယ်ဒီလိုလုပ်ခိုင်းတယ်နောက်နေ့မှာဒီလိုလုပ်အောင်အမြဲတမ်းဘုရားနဲ့ update လုပ်နေဖို့ပဲအရေးကြီးတယ်ဝိညာဉ်ရေးရာမှာအမြဲတမ်း update ဖြစ်ရတယ်ဆိုတော့မရှိတဲ့မိသားစုတွေကျွန်တော်အဓိကဘာပြောပြချင်လဲဆိုတော့ဘုရားနဲ့အတူသွားတက်ခြင်းကကျွန်တော်တို့ဘဝအတွက်အရေးကြီးဆုံးဖြစ်တယ်ဆိုတော့ကပ္ပဦးကျမ်းခန်းကြီး39ခဏလေးကျွန်တော်အားလုံးကြည့်အောင်ကပ္ပဦးကျမ်းခန်းကြီး39အငယ်1ကနေစကြည့်အောင်ကပ္ပဦးကျမ်းခန်းကြီး39အငယ်1ကနေစပြီးကြည့်အောင်ဣရှမေလလူတို့သည်ယောသပ်ကိုဆောင်သွား၍အေဂုတုပြည်သို့ရောက်သောအခါအေဂုတုအမျိုးသားဖာရောဘုရင်အမတ်ဖြစ်သောကိုရန်တော်မူပေါတိဖာထမဘာလို့လဲညီကိုမောင်တို့ကျွန်တော်နားလည်အောင်ပြောပြမယ်ဖျားသခင်ယောသပ်နဲ့အတူရှိရတဲ့ဘာဖြစ်လို့ရောင်းစားခံရတာလဲလို့သင်မေးလို့ရပါတယ်သင်ကိုယ်တိုင်လည်းဖျားသခင်ကိုစောရကတက်လို့ရတယ်ဖျားငါနဲ့အတူရှိရတဲ့ငါဘာဖြစ်လို့ဒီယောဂဖြစ်နေတာလဲလို့သင်မေးကောင်းမေးနိုင်ပါတယ်ဖခင်အတူရှိရတဲ့ဘာကြောင့်ဟိုမှာဆရာဒေးဗစ်လာခုပြောတယ်ဖခင်သခင်ငါ့နဲ့အတူရှိတယ်ဟုတ်ပြီငါနဲ့ဖခင်အတူရှိတယ်ဆိုရင်ဘာကြောင့်ဒီလိုဒုက္ခရောက်လာလဲငါနဲ့ဖခင်အတူရှိတယ်ဆိုရင်ဘာဖြစ်လို့ငါတို့မိသားစုကဒီလိုဖြစ်ရတာလဲဆိုတော့မေးခွန်းမေးနိုင်ပါတယ်လူတိုင်းမှာပြဿနာဆိုတာရှိတယ်အခက်ခဲဆိုတာရှိတယ်ဒါပေမဲ့ကျွန်တော်နားလည်အောင်ရှင်းပြမယ်ဖယားအတူရှိတဲ့အတ္တတာမှာပြဿနာမရှိဘူးလို့ကျွန်တော်မပြောဘူးဒါပေမဲ့အဲ့ဒီပြဿနာလို့ထင်ရတဲ့အရာတွေအားလုံးဟာသင်ကောင်းဖို့ကြီးပဲဖယားသခင်လုပ်နေတာအဲကြောင့်နားလည်အောင်ရှင်းပြမယ်ဖယားနဲ့သွားလာရင်မှတ်ထားပေးဒီလိုဘယ်လိုခေါ်မလဲဖယားနဲ့သွားလာရင်ဒီစကားနည်းနည်းလေးရေရှည်ကြည့်တတ်တယ်ဗျရေတို့မကြည့်တတ်ရဘူးရလားမသိဘူးမောင်မဖယားနဲ့သွားရင်ရေရှည်ကြည့်တတ်ရတယ်ခိတခဏဖြစ်နေတဲ့အခြေအနေလေးကိုသွားကြည့်ပြီးတော့မှဖယားကိုတန်တရားဖြစ်လို့မရဘူးဖယားနဲ့တကယ်သွားလာပြီးတော့မှတတ်တည်ထင်ရှားခြင်းရင်ဖယားအဆုံးထိလောက်တာကိုတင်ကြည့်တတ်ဖို့အရေးကြီးတယ်အခုလက်ရှိတဲ့အခြေအနေလေးကိုကြည့်ပြီးတော့မှဖယားသခင်ငါ့ကိုဘယ်လိုလောက်တာလဲဆိုတော့မိကိုမထုတ်နဲ့အဲ့ဒါညံနေတဲ့အဖွဲ့တွေဒီနေ့ခရိယန်တွေတော်တော်များများဥမာဗျာဆူတောင်းနေဗျာတင်အဖြစ်မရဘူးကွာတင်းဆူတောင်းတာတခုရခဲ့တာတခုဆိုရင်တင်ပါဖြစ်လဲပြောဆူမတောင်းချင်တော့ဘူးဘုရားသခင်တန်တရားပါဝင်လာသေးတယ်
ငါဆူတောင်းတာပဲငါအစာရှောင်တာပဲဘာဖြစ်လို့ဘုရားခင်နာမညောင်းတာလဲဘာလို့ငါ့ကိုမပေးတာလဲငါရှောင်တာပဲဒါကြောင့်ငါလုံးဝဆူမတောင်းချင်တော့ဆိုတဲ့အဖွဲ့တွေအများကြီးရှိတယ်အဲ့ဒါကတာတူမှုမပါလဲဟုတ်လားအဲ့လိုပြောလို့ရလားမသိရေတူပဲကြည့်တတ်တာရေတူကြည့်တတ်တဲ့အဖွဲ့တွေအဲ့လိုဖြစ်လို့မရဘူးဖခင်ကတင်မမြင်နိုင်တဲ့နေပယ်မှာတင်တော့အကောင်းဆုံးလုပ်နေဆိုတာတင်မြင်တတ်ဖို့အရေးကြီးတယ်အာမင်မရမှာဆိုလို့ကျွန်တော်ပြန်ပြောမယ်တင်ကြားတယ်လို့လည်းဖြစ်သွားရင်တင်တာပေါ့ဗျာနော်ရစေခြင်းလို့ရအောင်ယူပေးကြပါကျေးဇူးပြုဝိညာဉ်တော်လည်းမဆာမယ်လို့ကျွန်တော်ယုံကြည်တယ်ကျွန်တော်တို့လူမှာကိုမဖြစ်ချင်တဲ့အရာတွေဖြစ်လာတတ်တယ်လူတိုင်းမှာကိုမဖြစ်ချင်တဲ့အရာတွေဖြစ်လာတတ်တယ်ဒါမဲ့တင်သိရမယ့်အရာတစ်ခုကတင်ဖျားသားသမီးတကယ်မှန်လားတင်အသွေးတော်နဲ့တကယ်ရွေးဝယ်ထားခြင်းခါတဲ့သူတကယ်ပန်းလားတကယ်ဖျားသားသမီးမှန်ရင်တင်ဖြစ်နေတဲ့အရာတွေအလုံးတစ်ခုမှအချင်းမဟုတ်ဘူးဟယ်လိုဖျားသားသမီးမှန်ရင်တင်ဖြစ်နေတဲ့အရာတစ်ခုချင်းစီတဲ့ဖျားအစီအစဉ်ထဲမှာတင်အကောင်းဆုံးလှုပ်ဆောင်ပေးနေဆိုတာတင်သဘောပေါက်ဖို့အရင်ကြီးတယ်တင်နားလေဖို့မကြိုးစားနဲ့နားလေဖို့မကြိုးစားနဲ့ဖျားရဲ့အစီအစဉ်ကတင်အုံနောက်နဲ့တင်နားလေမှာမဟုတ်ဘူးဒါမဲ့တင်သဘောပေါက်မဲ့အရာဖျားငါ့တို့အကောင်းဆုံးလှုပ်ဆောင်ပေးနေဆိုတာကိုတင်ယုံတတ်ဖို့အရေးကြီးတယ်တင်တော့ကောင်းချင်မှကောင်းလိမ့်မယ်နော်ဒါပေမဲ့ဖခင်အကောင်းဆုံးလုပ်နေတယ်တင်တော့ပါလေကောင်းချင်မှကောင်းလိမ့်မယ်ဘာဖြစ်လို့တင်ကရေရှည်ကြည့်တတ်တဲ့လူမှမဟုတ်တာလူဆိုတာကရေတူပဲကြည့်တတ်တယ်ဗျလက်ရှိဖြစ်နေတဲ့အချိန်တွေကိုပဲကြည့်ပြီးတော့မှညီးတွားကြတယ်ငိုကြွေးကြတယ်စိတ်တူကြတယ်အရှုံးပေးရှင်တယ်ခဏလေးဒါလေးမသွားခင်မှာကျွန်တော်နှစ်ကောအခန်းကြီး၄ကိုခဏလေးသွားရအောင်နှစ်ကောအခန်းကြီး၄အငယ်19ကိုသွားကြည့်အောင်တင်ကြုံတွေ့တဲ့အရာတွေအားလုံးကိုတင်မြင်တဲ့အမြင်မမှားဖို့ဘုရားတင်ပေးတဲ့အရာတွေရှိတယ်အကြောင်းမူကားမျက်မှောက်၌ထင်ရှားသောအရာတို့သည်ခဏသာတည်၍ခဏလေးရမယ်တင်အခုကြုံတွေ့နေရတဲ့အရာတွေအလောနောက်တွေ့ချင်တာတော့မတွေ့ရဘူးဟယ်လိုတင်သိမရမှာဆိုလို့တင်အခုကြုံတွေ့နေရတဲ့အခက်ခဲတွေပြဿနာတွေအားလုံးကနောက်တွေ့ချင်တော့မှတွေ့ရမှာမဟုတ်ဘူးခဏပဲဘယ်သူတွေအတွက်လဲသိလားဖျားသားသမီးတွေအတွက်ခဏပဲအာမင်ဟာလေလုယာဆိုတော့ဒါပြန်ပြောမယ်ညီကောင်မောင်တို့ဖျားနဲ့သွားလိုက်အဝေးကိုကြိုကြည့်တတ်တဲ့သူဖြစ်ပါစေမရမှာဆိုလို့ပြန်ပြောမယ်ဖျားနဲ့သွားလာတတ်တဲ့သူတွေကဒီခိတ္တခဏအခြေအနေကိုပဲကြည့်တော့မဆုံးဖြတ်တတ်ဘူးဗျအဝေးကိုကြည့်ပြီးတော့မှဖျားအလှပဆုံးအလုံးလုံးနေတယ်ဆိုတော့အဝေးကိုကြည့်ပြီးတော့မြင်တတ်တဲ့သူဖြစ်တယ်ဒါကြောင့်ယောဘဖြစ်တဲ့အခြေအနေကိုကြည့်တော့လူတွေကဟောပြောတင်ပြောအရန်ပြောတယ်ဟုတ်လဲဟုတ်ပါတယ်တရက်ထဲမှာသူသားသမီးတွေအကုန်တေသွားတယ်ဒါကောင်းလားမကောင်းပါဘူးညီကောင်မောင်လူနေနဲ့ကြည့်ရင်ဥစ္စာပစ္စည်းတွေအကုန်ကုန်သွားတယ်အခက်ခဲတွေအမျိုးစုံရင်ဆိုင်ရတယ်ဒါပေမဲ့ယောဘပြောတဲ့စကားအရန်ကောင်းတယ်သို့တော်လည်းငါသွားမဲ့လောင်ငါသိတယ်စစ်တော်မူခြင်းခံပြီးမှရွှေကဲ့သို့ငါပြန်ပေါ်လာမယ်တဲ့လက်ရှိရှင်နေငါ့ကိုလှည့်စားလို့မရအောင်အချိန်တိုင်ငါရွှေကဲ့သို့ငါပြန်ပေါ်လာမှာငါ့ကိုဘုရားကောင်းဆုံးပြင်ဆင်တယ်ဆိုတာငါသိတယ်အာမင်အခက်ခဲပြဿနာတွေထဲမှာငါတို့ဘုရားအကောင်းဆုံးပြင်ဆင်ပေးတယ်လို့တင်းတကယ်ရှုံတက်ရင်အဲ့ဒီအခက်ခဲဟာခဏနေမှာတင်ချီးမွမ်းစရာအကြောင်းတွေတတ်သိခံစရာအကြောင်းတွေပြန်ဖြစ်လာတော့မှာဟာလေလုယာအဲ့ဒါတကယ်ညီကိုမောင်မတို့ကျွန်တော်ဘုရားသခင်ထောင်ထဲမှာအများကြီးတင်တယ်
Pia ke chino ba malo le kuro. Ba malo chino de lo yin sana le kuro. Ba malo le. Pia le chino pia nau de. Ni banaka man lo le. Chino na kama sinzabu. Chino amyana pio sa. Pia ke ta ba malo le kuro. Ma le hao pio le kuro. Pia pio le. Ni ma dai da nga ni o. Di lo akwin pay lai. Ni tira jabi. Pinakami mambulo le. Piyaki siya mabutuma manam siya. Piyaki siya mabutuma manam siya. Chay talo. Mani de luliya. Nalaw na mani de pwede amyayi. Lawya man nalaw na mani de pwede amyayi. Piyaki siya man. Lawya man la. Mani. Piyaki siya lang. Kong kita man lo. Dabi men nalaw na mani de pwede amyayi be. Tagyan siya kumon maro. Sino piya be? Tagyan. Ngenge kaya ne takama apye malo pure yog ne nere du phayashi ma yauk twa de kha ma Yesu ne twi de kha ma ha da me asha ma khwe no Yesu ah pa pa li be pya lai da his guy pyo pa pa li pou lai da ma chono pya me Luka khanyi 18 ngel 18မြန်လေးသွားလိုက်Luka khanyi 18ngel 18ငါသိဟုတ်လာပြီဆိုတဲ့စတိုင်နဲ့ဘုရားရှိမသွားနဲ့အဆက်ကွဲမဲ့ကွက်တွေအများကြီးပဲလူရှိမှာတော့လုံးဝ perfect အဖွဲ့တွေအများကြီးရှိတယ်အရာရှိတယောက်ကကောင်းမြတ်သောဆရာထာဝရတက်ကိုအမွေခံရအံ့တော့မှာကျွန်တော်အဘယ်သို့ပြုရပါမည်နည်းကိုမေးလျှောက်တယ်တဲ့ဆိုစတိုင်ကြည့်လိုက်အရာရှိတယောက်ပတ်စံအရန်ရှိထားတယ်ပတ်စံလည်းရှိတယ်အာဏာလည်းရှိတယ်โอเคဘာမှပြောကြမရှိဘူးအဲ့လွယ်ရောက်လာတယ်ဟိုတော့ထာဝရတက်ကိုရဖို့ကျွန်တော်ဘာလို့ရမှာလဲရှားထားတယ်ဒါနဲ့ကိုတော်လည်းပြန်ပြောတယ်ကိုတော်လည်းနည်းနည်းနောက်တက်တယ်နော်ကျွန်တော်တကယ်ပြောတာမဟုတ်တကယ်နောက်တက်တယ်ဘုရားဘာလို့မလဲပြောတော့ဘုရားလည်းပြည့်ညတ်သမားကိုပြည့်ညတ်သမားနဲ့ပဲပြန်ပြောတယ်16မှာ16သွားလိုက်ယေရှုကငါ့ကိုကောင်းမြတ်တယ်ကိုဘယ်ကြောင့်ခေါ်တယ်ဘုရားခင်တပါးတည်းတန်လည်းကောင်းမြတ်တယ်ဆက်သွားတင်ဒီပြည့်ညတ်တော်ကိုတည်တည်မဟုတ်လို့သူများကိုမမှန်တော့တတ်တယ်ကိုမိဘကိုပြုတ်လို့မိန်တော်မူလင်အရှင်ဘုရား तू အဲ့ဒါကိုကြားရှင်းနေတာလေကြားရှင်းတော့ဘုရားပေးကြတယ်နော်ဘုရားပေးကြတယ်နော် तू ပြည့်ညတ်သမားလေကျွန်တော်ဘာလို့မလဲတဲ့ဒါလှုပ်လို့ပြောရင်ဒါလေးကျွန်တော်လှုပ်ပြီးသားမြင်တယ်အဲ့ထားလူတွေရှိမှ तू ဆရာကြီးလှုပ်ချင်တာဒါနဲ့ကျွန်တော်ဘာလို့မလဲတဲ့ထာဝရတက်ကိုရဖို့တဲ့ तू မြောင်မပြမနဲ့မမှန်တော့တတ်တယ်မခံနဲ့ तू အဆောင်မခိုးနဲ့ရှင်ဘုရားတဲ့ထိုပြည့်ညတ်ရှိသမျှငငယ်လေးကလေးကထိုပြည့်ညတ်တချို့တော့ကိုမပြောဘူးရှိသမျှငငယ်လေးကအဲ့လိုပြောချင်လုံးလို့ तू ကတောင်းဆင်နေတာအကွက်အဲ့ဒါကိုလေယေရှုကသိထိုပြည့်ညတ်တရားပြည့်ညတ်သမားကို तू ပြည့်ညတ်တယ်ပဲပြောဒါလှုပ်လိုက်တယ်ဒါတွေအားလုံးကကျွန်တော်လေညက်တော့ဘောလားမသိဒါတွေကတော့ကိုတော့ငယ်တဲ့ကျွန်တော်လှုပ်ထားပြီသားလူတွေရှိမှအဲ့လိုပြောချင်တာငယ်သောယူအားနဲ့စာရွက်ကျွန်တော်စောင့်ရှောက်ပါပြီးရှောက်တယ်ယေရှုဒီကြားလဲဟုတ်လားတခုတော့လိုသေးတယ်ဘာပြုံးတော့အရှက်လည်းမခွဲပါဘူးတခုတော့လိုတယ်ဘာလို့လဲပြောစမ်းပါကျန်းတာလည်းမပါဘူးပေါ့ကျွန်တော်ခုရုပ်ရှင်ရိုက်မှာလေရုပ်ရှင်အဲ့ဆိုရုပ်ရှင်ရိုက်တယ်ပေါ့ရာကျွန်တော် script ရေးတဲ့အထာကွာတဲ့โอเคပြောပါကျွန်တော်ဘာထက်လို့ဆရာလို့လဲပြောစမ်းပါအော်ဘာမှခက်ခဲမဟုတ်ပါဘူးမင်းမရှိတဲ့ဟာတွေအားလုံးရှောင်သွားပြီးတော့ဆင်းရဲတော့သူပြီးလိုက်ပြီးတော့ငါတော့လိုက်ခဲ့ပြီးပြီကျွန်တော်ရဲ့ရှိသမျှအားလုံးဥစ္စာတွေပုံရောင်းဘုရားမလိုက်ရပြည့်ညက်တရားသူကိုဆောက်ရှောက်နိုင်မပြောဘူးလားရှိသမျှဆောက်ရှောက်လည်းမပြောဘူးလားဆောက်ရှောက်မယ်လို့ပြောပေမဲ့အခုကြတော့ဘာဖြစ်လဲတခုပဲလို့တယ်တခုလေရှိသမျှဟာကိုရောင်းဆင်းရဲတော့သူပေးလိုက်ပြီးတော့ငါတော့လိုက်ခဲ့23မှာထိုသူဒီများစွာသောဥစ္စာကိုရတတ်တော်သူဖြစ်၍
ထိုစကားကိုကြားလဲအလွန်နည်းတော့မအလွန်စိတ်မသာတဲ့နဲ့သွားလေဒါနဲ့ထိုတို့စိတ်မသာသည်ကိုယေရှုမြင်တော်မူလင်ဥစ္စာရတတ်တော်သူသည်ဘုရားခင်နိုင်ငံကိုအလုံးဝင်ခဲ့တယ်ပတ်စံရှိတဲ့သူကိုပတ်စံရှိတဲ့သူတွေချမ်းသာတဲ့သူတွေကောင်းကင်နိုင်ငံမရောက်ဘူးလို့ပြောနေတာမဟုတ်ပါဘူးဒီလူကငွေရှိချင်ပြဿနာမဟုတ်ဘူးနော်ညီကိုမောင်မတော်မှတ်ထားပေးပါငွေရှိချင်ပြဿနာမဟုတ်ဘူးဘုရားခင်ကျွန်တော်ကိုနားလည်သွားတဲ့နောက်ပိုင်းမှာငွေနဲ့ပတ်သက်တဲ့ကောင်းကြီးအရာပေးတယ်ဒါပေမဲ့အဲ့ဒါတွေအားလုံးကဘုရားရဲ့နိုင်ငံတော်အတွက်အများကြီးကျွန်တော်ပြန်လုပ်နိုင်တယ်အများကြီးပြန်လုပ်နိုင်တယ်အခုကျွန်တော်ပါမစ်စောင့်နေတယ်မြန်မာနိုင်ငံမှာပါမစ်ကြောက်ပေါ်လေလိုက်ရတယ်ဆိုင်အော်ဒီမန်လည်းမသိဘူးကိုပါတာကောင်းကောင်းမွန်မွန်လုပ်လဲမရဘူးသူကပေးရတာမေးရတာဘာတွေညတယ်အခုကမိဘမမို့ဒီဘိုးဘွားရိတ်တာဆောက်လို့ဖို့အတွက်ကိစ္စပါမစ်ကကောင်းမှုကုသိုလ်လုပ်ချင်တယ်ဆိုလဲမရဘူးနေပါတာဘာကောင်းမှုပဲလုပ်ဒီထဲကိုအရင်လာဒါဆိုငါဆိုင်ထိုးမယ်ဆိုတော့အကွက်တွေအများကြီးပဲအဲ့ဒါလည်းလုပ်ရအောင်မဒီကိစ္စဘာမှလည်းမသိတော်တော်ကြားတယ်သူတော့တောင်းအောင်ပါပဲသူတောင်းမလုပ်ဆက်ချက်လို့အဆန်ရှိတဲ့အခါမှာကျွန်တော်တို့လူတွေအများကြီးကူညီနိုင်တယ်လေပတ်စံရှိတာပြဿနာမဟုတ်ဘူးရှိတဲ့ပတ်စံဘယ်သူအတွက်လဲဆိုတာအဲ့ဒါပြဿနာရှိတဲ့ပတ်စံတင်းအတွက်လားအဲ့ဒါဆိုတော့ခင်ဗျာပြဿနာပဲတင်းအတွက်မဖြစ်စေနဲ့ဘုရားခင်တင်းကိုပေးတခုခုပေးပြီဆိုရင်တခုခုလောက်ခိုင်းဖို့တင်းကိုပေးဥမာပေါ့ဗျာဒီမှာအားလုံးဆင်ပြီးသွားမရှိတဲ့လူတယောက်ဘုရားသခင်ကသွားတိုက်တာမပေးပါဘူးလိုအပ်တဲ့သူပဲတခုခုလောက်ခိုင်းမှပေးတာပါဟိုသပင်လုံးဝမရှိတဲ့သူဘုရားခင်ပြီးသွားမပေးဘူးတခုခုလောက်ခိုင်းပြီဆိုရင်သူတခုပေးမယ်ဒါပဲဆိုဘုရားသခင်ကတင်းကိုတခုကြွယ်ဝခြင်းပေးလာပြီဆိုရင်အဲ့ဒါအလုပ်တခုလောက်ခိုင်းတာတင်းကိုစိန်ခံခိုင်းတာမဟုတ်ဘူးတင်းကိုစီးစိမ်နဲ့ရစ်မှုပြီးတော့မှဟာလေလုယာဟာလေလုယာဆိုအဲ့လိုနေဖို့မဟုတ်ဘူးဒီကိုမှန်ပါတရားတဲ့အိုးပေးတဲ့ဟာအတွက်ယေရှုတင်တယ်ဟာလေလုယာဟာလေလုယာအဲ့လိုနေဖို့မဟုတ်ဘူးဘုရားသခင်တခုပေးပြီဆိုတခုလောက်ခိုင်းတာလေညီကိုမောင်မတော့ဘီပေးပြီဆိုရင်တင်စပင်ဖိဖို့ပေါ့ဟလာသွားတိုက်တာပေးပြီဆိုတော့သွားတိုက်ဖို့ပေါ့ဒါဆိုတင်းကိုတခုပေးတဲ့အရာအားလုံးတခုခုလောက်ခိုင်းတယ်ဆိုတာတင်သိဖို့လိုတယ်လေမဟုတ်လားကျွန်တော်ဆိုအများနဲ့ကြည့်လို့ရှိမှဘုရားခင်ကျွန်တော်မမျှော်လင့်တဲ့အမောက်နေကျွန်တော်လက်ထဲဝင်လာပြီဆိုရင်ကျွန်တော်အမှ serious ထားပြီ။အော်ငါတော့တော့မယ်အဲ့လိုမရှိဘူးကျွန်တော်ကအဲ့ဒီကဝင်လာပြီဆိုကျွန်တော်ရေးလဲအဲ့ဒါတနေရာမှာထားတော့ကျွန်တော်ဘာလို့ဘုရားခင်တောက်ပေးတာပါတွက်လဲခဏနေကြရင်အပြေပေါ်ပြီဒုက္ခတွေအုပ်လိုက်ရေးရောက်လာပြီရောက်နိုင်လေရိုးတတ်မရောက်လာဘူးဆိုပြဿနာလေးနဲ့ရောက်လာတာဒါကြောင့်ဒါဝိမင်းကြီးရလာလို့အတုလဥပမာဖြစ်တဲ့ပြဿနာလို့အကျွေးတင်တော်သူစိတ်ညစ်တော်သူအမှုရောက်တော်သူအမျိုးစုံရောက်လာတာဒါပေမဲ့အရေးမကြီးဘူးဘုရားသခင်ကသူ့ကို leadership အပိုင်းဆိုင်မှာကောင်းကောင်းပေးထားပြီးဖြစ်တယ်ကြောင့်အဲ့တော့ကောင်းကောင်းဆွဲခေါ်သွားနိုင်တယ်သူကဘုရားပေးတဲ့အရာအားလုံးကမှတ်ထားညီကိုမောင်မတော့စီးစိမ်ခံစားပြီးတော့ရစ်မှုနေဖို့မဟုတ်ဘူးဘုရားခင်ပေးတဲ့အရာအားလုံးကအကျဉ်းစီရှိတယ်အာမင်ဆိုတော့မကြည့်အောင်သူ့ရဲ့ပတ်စံနေရှိလားဘာအတွက်သူမသိဘူးသူ့အတွက်ပဲသူထင်နေတာရောင်းတဲ့စင်းသားတွေကိုပေးလိုက်တယ်သူပေးနိုင်လားမပေးနိုင်ဘူးစိတ်မသာတင်နဲ့ပတ်သွားတယ်စัจ ညုံမောင်မဆိုတော့ဒီဘောဒီအော်ရစာပရမဇောအခန်းကြီး6အငယ်30မှာပြောလဲသူဘာနဲ့သွားညှိလဲပြောလူရှိမှအရန်ကောင်းတယ်လူနော်ဒီလူကပတ်စံရှိတယ်အာနာရှိတယ်ဘာဖြစ်လို့လဲ तू အကျင့်ကောင်းလို့သူများပြောလိမ့်မယ်ငယ်တဲ့ကနေလုံးဝဒီလူက6ပြစ်ကင်းတဲလဲစင်ကွယ်အကျင့်အရန်ကောင်းတဲ့လူဖြစ်တဲ့အတွက်ကြောင့် तू ကတော့ချမ်းသာမှာပေါ့
तू ကအောင်မြင်မှာဘောလို့လူတွေကအမြင်အိုက်တိုင်းပဲတတ်မှတ်လိမ့်မယ်ဒါပေမဲ့ဘုရားရှိခိုးမှာရောက်တဲ့အခါမှာလောဘကြီးနေတာဒီလူကအလွန်ပတ်ဆိုင်ရတဲ့အတန်းနဲ့နည်းနည်းပေးပါဆိုမပေးဘူးသူမပေးဘူးစိတ်မတာတဲ့ရုပ်နဲ့ထွက်သွားတယ်တဲ့ကိုတော့တောင်ကျေးဇူးတရားတွေမတင်ဘူးအလူငွေလေးပါလေကိုတော့မပေးဘူးဘလိုက်ထိုးသွားတယ်ဘောလကဘောလငါစူးစမ်းထားတာငါစူးစမ်းလို့ရတဲ့ကိစ္စငါစင်းရတာတွေဘလိုက်တော့ပေးရမှာတိပဲမှမရှိတာသူတို့မစူးစမ်းလို့သူတို့စင်းရတာငါဘာလို့မလဲငါစူးစမ်းလို့ငါရတဲ့ကိစ္စတိပဲမရှိတာဝါယေရှုပါနဲ့ယေရှုတော့တင်းတော့ထွက်သွားတဲ့ယုံမတာတဲ့ယုံတဲ့လူမတာမို့စိတ်မတာတာစိတ်မတာတဲ့ယုံစားနည်းနည်းစဉ်းစားလို့ရတယ်ကျွန်တော်လုံးဝမကြေမချမ်းမဲ့နဲ့ထွက်သွားတာဘာဖြစ်လို့ငါပေးရမှာလဲအတိတ်ပဲမရှိတာစင်းရတော့မတနာတဲ့အဖွဲရှိတယ်ဘာလို့မတနာလဲသိလားစင်းရတော့မတနာတဲ့အဖွဲရှိတယ်ဘာလို့ဆိုတော့ငါတို့လည်းစင်းရခွေတော့ဘူးလေငါတို့ကြိုးစားလို့ငါတို့ဒီနေရာရောက်လာနင်တို့ဘာလို့စင်းရလဲပြင်းလို့ဒီဖွဲ့တရှိတယ်နင်တို့ပြင်းတော့စင်းရမှာပေါ့ငါတို့လို့ကြိုးစားလေဒီလိုဖွဲ့တစ်ဖွဲ့ရှိတယ်လိုဖွဲ့တစ်ဖွဲ့ရှိတယ်စင်းရတော့မတနာတဲ့ဖွဲ့ရလေသူတို့ပြန်စင်းရတယ်နော်အောင်စရာကြီးခင်ဗျာစင်းရတော့မထီလေးစားလုပ်တဲ့ဖွဲ့တွေဘာသာညီကိုမောင်မတော့စင်းရတော့သူအောင်းမိတ်တော့သူကမင်္ဂလာရှိတယ်တဲ့ကျမ်းစာပြောတယ်စင်းရတော့သူအောင်းမိတ်တယ်ဆိုဘာဖြစ်လဲမင်္ဂလာရှိတယ်တဲ့အဲ့ဒီစင်းရတော့အောင်းမိတ်တဲ့သူကတဲ့ခဲရင်ရကာလမှာသူ့ဖျားခင်ကဲနှုတ်မဲတဲ့နောက်ဆုံးအဲ့ရပေါ်မှာလဲသွားရင်တောင်မာတဲ့အဲ့ဒီအဲ့ရမှာသူ့ချက်ချမထောက်ဖျားပြန်ဆွဲထုမဲတဲ့ဘုရားကြီးကမောင်မလို့ဆိုတဲ့အတွက်မင်္ဂလာဖြစ်ဖို့ရန်အတွက်ဘုရားပြင်ဆင်ထားတဲ့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကိုဒီအကုန်လုံးမကူညီနိုင်တော့မှနိုင်တယ်လို့ကူညီရမယ်ဒါပေမဲ့ပြီးတဲ့အခါမှာတခါတည်းဘာလုပ်ရလဲတခါတည်းကျွန်တော်တော့စင်းရဲသားကိုကျွန်တော်ကပတ်စံပေးတာတဲ့ကျွန်တော်အလုပ်ပဲပေးရှင်တယ်စင်းရဲသားကိုပတ်စံသွားပေးတာဘယ်တော့မှစင်းရဲတဲ့ထင်းတဲ့နဲ့သူ့ကိုဆွဲထုတ်တာမဟုတ်ဘူးအဲ့ဒါပိုနှစ်တာကျွန်တော်စင်းရဲသားကိုကျွန်တော်ကပတ်စံမပေးဘူးစင်းရဲသားကိုကျွန်တော်အလုပ်ပဲပေးမယ်အဲ့အလုပ်မှလုပ်ပြီးတော့မှအလုပ်လုပ်နေနေကျွန်တော်အောက်မှာရှိတဲ့စင်းရဲသားတွေကျွန်တော်အတွေးခေါ်ပါတခါလေးပြောင်းတာဘာအတွေးခေါ်ပြောင်းတာလဲအချိန်ကိုတန်ဖိုးမထားတတ်တဲ့သူကစင်းရဲတယ်ဆိုတော့မင်းအချိန်တွေမင်းဘာလုပ်နေတရက်မင်းစဉ်းစားကျွန်တော်တောင်းတအောင်ဆိုရင်ကျွန်တော်အိပ်ရမယ့်ဟာကိုကျွန်တော်စူးစမ်းတော့အိပ်ပါတယ်ဒါပေမဲ့အိပ်တော့ကျွန်တော်တိတ်ဦးစားမပေးဘူးဒါလည်းကောင်းတာတော့မကောင်းဘူးဒါပေမဲ့သူ့ချိန်နဲ့သူ့ချိန်ပေါ့အမေကျွန်တော်နားလည်အောင်ရှင်းပြမယ်လူတွေကစူးစမ်းနိုင်လွန်းလို့အောင်မြင်နေတာတော့မဟုတ်ဘူးအဲ့ဒါတော့မှတ်ထားပေးစူးစမ်းတော့အောင်မြင်တာမဟုတ်ဘူးဖျားတူရှိခြင်းကောင်းကောင်းသဘောပေါက်အောင်မြင်တယ်တိုးတော်ဒီနေ့ကျွန်တော်ပြောချင်တဲ့အရာတစ်ခုကဒီလူကိုကြည့်လိုက်ဒီလူကအရန်သူ့ကိုသူတိတ်ဟုတ်လာပြီထင်တော့ဖျားရှိမှသွားတဲ့အခါမှာဖျားရှိမှရတာအချက်ပဲကွဲတယ်သူနှလုံးသားမှားနေတယ်ဘာမှလည်းကြည့်အောင်လုံးရမှန်တယ်နော်ဒီလူကဒါပေမဲ့နှလုံးသားမှားတယ်ဒါမှမတွေ့ရလဲတိမောသေဩဝါဒစာပထမဆောင်အခန်းကြီး6အငယ်30မှာဘာပြောလဲဖတ်ကြည့်အောင်ဘာပြောလဲကျောင်းကငွေကိုတတ်မှတ်ခြင်းသည်ငွေရှိတာပြဿနာလားဟုတ်ဒါပေမဲ့ငွေတတ်မှတ်တာပြဿနာငွေမရှိရင်မဖြစ်ဘူးဆိုတဲ့အကွက်မျိုးတွေလှုပ်လိုက်တာမှားပြီငါမှငွေမရှိတယ်ဘာချိလဲဖျားရှိတယ်ငါမကြောက်ဘူးအဲ့ဒီရုပ်ဖြစ်ရမယ်ပြောကြည့်အောင်ပါလဲအခုအမေရိကမှာဗျာငွေမရှိရင်စိုးရင်တဲ့ဖွဲ့တွေရှိအောင်ရှိနိုင်တယ်တချို့ကရှိသေးတယ်ငွေလည်းမရှိလေပြဿနာကလုံးဝမရှိငါမှ credit card ရှိတယ်အဲ့လိုမလုံးနဲ့ credit card ကတင်းရဲ့အဖိုးအမွေပေးခဲ့တာမဟုတ်ဘူးပတ်စံမရှိလေ credit card ရှိတယ်ဆိုတော့အပုံစံမျိုးနဲ့တခုခုဆိုရင်ဖျားအားမကိုတော့ credit card အားကိုတဲ့အဖွဲ့တွေမဖြစ်စေနဲ့အမေရိကမှာအဲ့ဒီအကျွေးကိုအားကိုတဲ့အဖွဲ့တွေကဘယ်တော့မကောင်းစားဘူးဘယ် credit card မှာအားမကိုနဲ့ဖျားအားကိုကြည့်အာမင်လုံးဝဖျားအားကိုအကျွေးနဲ့အလုံးလုံးတတ်တဲ့အကျင့်ကိုဒီနိုင်ငံကြီးကသင်ပေးလိမ့်မယ်သင်ကို
ဒီ system ကသင်ပေးလိမ့်မယ်ဘယ်တော့မှကျွေးနဲ့လှုပ်လှုပ်တတ်တဲ့အကျင့်ကိုမလုပ်ဘဲနဲ့သင်အဲ့ထက်နဲ့ထွက်လာခဲ့ဖခင်ရဲ့ principle နဲ့အလုပ်လုပ်တတ်ဖို့သင်ကိုဖခင်ကောင်းကြီးပေးလိမ့်မယ်အရေးကြီးတာကတခုဆိုတာနဲ့ credit card ကိုမျက်စောင်းတော့မထိုးနဲ့တခုခုဆို credit card ကိုမျက်စောင်းထိုးတဲ့အကျင့်ကဖခင်အာမကိုတောင်ဒီလောကရသင်ပေးလိုက်တာသင်ကိုတို့မြန်မာပြည်အဖွဲ့တွေကဘာ credit card မှမရှိဘူးပြဿနာမရှိဘူးသူ့မှာ Christ ကရှိတယ်ခရစ်တော်ပဲသူအားကိုးတော့သွားတတ်တယ်အဲ့ဒါမိုက်တယ်ကျွန်တော်တို့ကြိုက်တယ်အဲ့ဒါဒီမှာနည်းနည်းလေးအားကိုးဒီ system ကဘာလုပ်ထားခြင်းလို့လဲလူတွေကိုဖျောက်အားမကိုးတောင်လုံထားပြီးသားအဲ့ဒါဘာလို့ခေါ်လဲဆိုတော့ Babylonian system လို့ခေါ်တယ်ဒီ Babylonian system မှာဖျောက်ဖယ်ထုတ်ပြီးတော့မှသူတို့ရဲ့ system ထဲမှာပဲဖျားမပါဘဲနဲ့အလုပ်လုပ်တောင်သင်ကိုသင်ပေးလိမ့်မယ်ဒါပေမဲ့အဲ့ဒါတွေအားလုံးသင်ကလောကရဲ့ကျွံဖြစ်နေတာဖျားနဲ့သွားတိုင်ပင်စင်မလို့ဖျားနဲ့သွားတဲ့ဘာပင်စင်မှထိုင်ဆောင်စရာလည်းမလိုဘူးအဲ့ဒီပင်စင်ဆိုတဲ့ဟာကြီးကတကယ်တော့အသက်60မပြည့်ပဲနဲ့တည်သွားတဲ့ဖွဲ့တွေ65နှစ်မပြည့်ပဲတည်သွားတဲ့ဖွဲ့တွေအများကြီးဘာပင်စင်မှမစားလိုက်ရအောင်ဟုတ်တယ်50နဲ့တည်တဲ့ဖွဲ့တွေအများကြီး60နဲ့တည်သွားတယ်65နှစ်မှပင်စင်ရမှာ64နှစ်မှခေါ်တော့မကြီးခါတဲ့ဖွဲ့တွေအများကြီးအဲ့ဒီပတ်စံနေ social security ဘယ်သူသိမ်းသွားလဲဒီအစိုးရပဲသိမ်းတာပဲအဲ့လိုပြောလို့ဆွေးရမကောင်းပြောတာမဟုတ်သွားပြီးတော့အာယုံမဆိုင်နဲ့သူများနိုင်ငံရောက်ရင်သူများ tax ပေးရမယ်ပေးပါပြဿနာမရှိဘူးအဲ့ဒါခိုးကြောင်ခိုးဝဲရှောက်မလုံးနဲ့ဟိုလက်ဒီလက်နဲ့ရှောက်မလုံးနဲ့ tax ပေးစရာရှိတာပေးဖယားနဲ့ပတ်သက်လိုက်ဒီပေးလို့ငါတို့ဆင်းရဲသွားမှာမဟုတ်ဖယားကောင်းကြီးပေးထားပြီးသားတို့လောကသားလို့ရှောက်ရှောက်လှဲ့လှဲ့ပြီးတော့မလိမ့်တပတ်မလုံးနဲ့ဖယားနဲ့သွားလိုက်ပြက်ပြက်အသက်ရှင်ငါပေးစရာရှိတာငါအကုန်ပေးမယ်ဖယားလောက်ခိုင်းတော့ငါဒီဇိုင်းမငါလုပ်မယ်အဲ့တိုင်းတင်သွားတတ်မယ်သို့တော်တင်နားလေရမှာကလုံးရက်တင်မှန်ပြီးတော့နှလုံးမားနေတယ်လို့မျိုးတင်မဖြစ်စေနဲ့အရေးကြီးတဲ့ညီကောင်မောင်မတော်အခုကျွန်တော်ပြောပြမယ်ဖယားနဲ့ပတ်သက်လာရင်အဝေးယူမြင်တတ်ဖို့ရန်အတွက်ဖယားခင်တင်ကောင်းချီးပေးပါစေအာမင်ခိတ္တခဏကြုံတွေ့ရတဲ့ပြဿနာကိုသင်ကြည့်တော့မှငါဘာဖြစ်တာလဲမသိဘူးငါဘာဖြစ်လို့လဲဖြစ်တာလဲမသိဘူးအိုးဖျက်ခင်ငါ့ဆုံးမလားမသိဘူးငါမှားပြီလားမသိဘူးဘာလို့ရှောက်ပြောမှမသိဘူးနှုံးညီကိုမောင်မတော်အင်းဒီဖယားသားသမီးဖြစ်တယ်ဆိုရင်တင်းတော့ဖယားပြင်ဆင်ထားတဲ့မင်္ဂလာသိကြီးလွန်းတယ်ကျွန်တော်ပြန်ပြောမယ်တင်ဖယားသားသမီးမှန်ရင်တင်းတော့ဖယားပြင်ဆင်ထားတဲ့မင်္ဂလာအရန်ကြီးလွန်းတယ်ထပ်ပြောမယ်ဖယားသားသမီးဆိုတာအမွေစားအမွေခံဖယားကတိုးတဲ့အတွက်တင်းအဖေမေကစင်းရဲလို့အမွေမပေးနိုင်တော့မှတင်းရဲ့ဖယားကတင်းတော့အမွေပြင်ဆင်ထားပြီးသားအာမင်ထာဝရကာလမှာပဲအမွေပြင်ဆင်တာမဟုတ်ဒီလောကမှာပင်လင်ဘုရားသခင်သူ့သားတွေအတွက်ပြင်ဆင်ထားတဲ့အမွေရှိတယ်အာမင်အမွေစားအမွေကနေကျွန်တော်ကြွယ်ဝချင်းကြောင့်ဘာလို့ပြောရသေးလားညီကိုမောင်မတို့လူတွေမကြိုက်ဘူးကျွန်တော်ချို့ဆရာတွေကျွန်တော်အရန်တိုက်ခိုက်တယ်ဒေးဗလာကကြွယ်ဝချင်းဘာလဲအင်္ဂလိပ်လိုပြောလိုက်သေးတယ် prosperity gospel ဟောတဲ့သူကျွန်တော် prosperity gospel လည်းနားမလည်ပါဘူးဒါပေမဲ့ကျွန်တော်သိတဲ့အရာတစ်ခုကတော့ဖယားနဲ့တကယ်သွားလာတဲ့လူကစင်းရဲတာဆိုတာရှိကိုမရှိဘူးအာမခံရတဲ့အဲ့ဒီကိစ္စယုံချင်းယုံမယုံချင်းနေဗျာကျွန်တော်ကတော့တကယ်ကောင်းကြီးခံစားရတာဒီမြတ်စဉ်းစားကြည့်ကျွန်တော်ဘယ်လောက်ကောင်းကြီးခံစားရလဲဆိုတာဖယားလုပ်တဲ့အရာငွေတစ်ခုပဲကောင်းကြီးမဟုတ်ဘူးညီကိုမောင်မတို့သားသမီးနဲ့ဆိုင်တဲ့ကောင်းကြီးလေးကျွန်တော်ရတယ်ကျွန်တော်သားကြီးဗျာကနေဒါမှာဘွဲရတယ်ဗျာဘွဲရပြီးတော့တလအလုံးမလုံးခင်နဲ့အဖေနောက်လိုက်မယ်ဆိုတော့တလကျွန်တော်တော့လိုက်လာတယ်ဗျာတလပြီးလဲပြီးတော့အဖေနဲ့ပဲကျွန်တော်စက်ကတ်တော့မယ်ဆိုတော့အခုချင်းမိုင်မှာလူငယ်ပါစတာလုပ်နေတယ်ဒီမှာပါလာတယ်ဒီနေ့ထိကျွန်တော်ဒါဆိုတာပဲဒီကလေးတွေကကျွန်တော်နဲ့လည်းများများချိန်ယူနိုင်တာလည်းမဟုတ်ဒါပေမဲ့ကျွန်တော်ဒါဆိုတာပဲမင်းကစကားနားထောင်ပါညာလဲကျွန်တော်ဘာမှတုံတင်ဖို့ချိန်လည်းမရှိဘူးဒါပေမဲ့ကျွန်တော်ကိုအယမ်းယိုသေးတယ်
Yote Balema Pio, Yote Nide. And a county. Me not Yote no me, Yote men. Me arming like it on me, Banya. Shout your boy chain on you. I met to Robata to Payao Akota de. A pelo, Payalu Diago, a pelo cord, a quint by Jesus or Chimone. How darling to know what they mule? That luckily. Decado, Diniso, Decado, Bibi, Boy Yabi, Degree Yabi. You know, to be a mamma be out, Tupata, Pamo, Saima, low light. Papa, Saima, low light. Basai, they shout out alone in Lemadu. No, be Yada Basan, and Tupata to computer where the Tupata, Decado, Dade. I could be you know, to be a mamma be out, say Lemagong. Be Lemazu. Since I do Lona, let declare a case. Payabe. Genuine. You know, layman, no? Layman, no? Your map was so lamb. Payabe lonida. Matan you go Monmaro. Payate de Sashilone. Payanet wine, Shasha Mapune. Say Becha. Geno County Yakanzade. Geno Brazil Pialaro. Geno Inkana Winnerly, Canada, Geno Winner. The national Yaude, now name manager of John, I saw it have a John the Mio, Jampo may Yaud only Nakama Lipo Mesoroma. Mapo Kilima to Canet Wachangida. To what day? Worship song of Pimra, Manas Hoino, worship song of Pimra Piane, John the Miss Chow nigger. You know, train it out, Piao. Piao, go when it out. You want to buy loan it, let's all. Don't you? I made 2 watch or 2 times to a Malodon. Malodon, 2 but that your head to do a yen a span up here. Ah, Genoa, name and up by Piao Saka no banya, Mapio when the truth at that thing and in that true loan it. So Bajao Lelu, Geno Chichido, a cool sheet. You know, Piat can say, okay, she. Isha Nazali Mali, telephone Isha Nazali, Isha Nazali. Chantalema Palos or the Mavishi. Isha Nazali. No? Ange Satoji. Again, Sato. He jumped go to Yabi, they told me about the Trapias, Soma, don't think don't move out to Pui. He has what those season chance on it. And it jump by Yari, Jesus didn't go, Jonas, don't they Soma no man and Mount, Goro Shimpiaka, Miena to Soma, don't they remember Sweko Doma Pilo, Jesus didn't go. He died at average on one kind. You know, my Dijaba Yari, John Tina, John Tatamidi, I yank you a woman, Sora. Yodana season of mobile. Mia so to season chanta nebale. Pienso jalemeso. Ha! Nata to media, Toro Chuavabe. Choro banale to us, Choro Amuizam we canabia. Choro Barile, Amuizam we cane. Chino be Chuama, Mochino Tantamidi, but Chuava, Kumpiak and Patient Habida. Mia Tantamio, Nakure, Soma don't they made. So, you know, Babylon look your lesson. Minga will not say that cha. Mean that to me, not that wish you man. Come on. Minga say that shanga, mean that to me, that wish you man. Me a thought of you, that wish you a simemo. Me a thought of me, you a water tea. That wish you man. Hallelujah. Yakinama Boji was it. Down the Payana Twalai, Yedo, Machitane, Paya Yeshi, Lolo de Paya. You know, Pia Batap Yodi Dira. Me a poor mother. Didn't Naya Winnie. Me tema take her a Naya Saga. Gala Sensa. Tazi Misa Tango Diamede. Manata, you know, I don't shale Wakana. Gorochno Matira Goro Winnie to Jesus Dene. So no tema take happy the Goro Saga to Jesus Dene. So no, my Bama machine is the John Loa Macha Bas of Piazaka. She did. Hallelujah.
မှတ်သားညီကိုမောင်တော့တင်းမှာဘာမှမရှိလို့တင်းမစိုးရင်နဲ့တင်းမှာဖျားစကားသာရှိပါစေဘာဖြစ်လို့ဒီလောကကြီးစက်ကြောင်လိုက်ဘာမှရှိခင်တော့ရှိလာအောင်ဘာနဲ့လုပ်ခဲ့တာလဲဖျားစကားနဲ့ပဲဒီဟာအားလုံးကိုဖန်ဆင်းခဲ့တဲ့ဖျားဖြစ်တဲ့အတွက်ကြောင့်တင်းဘာမှမရှိလို့တင်းမစိုးရင်နဲ့တင်းအထဲမှာဖျားစကားသာရှိပါစေတင်းဆွဲလန်းခြင်းဖျားစကားဖြစ်ပါစေဟာလေလုယာဖျားစကားဆွဲလန်းတော်သူတွေဖြစ်ပါစေကျွန်တော်ဆွဲလန်းနေဒီသားသမီးတွေကိုဖျားခင်ဆုံးမမယ်တခုဆိုလဲကျွန်တော်ပြောချင်တာတွေရှိပါတယ်ဒါပေမဲ့ကျွန်တော်မပြောဘူးအမျိုးသမီးတွေကြတော့အရန်ပြောချင်တယ်လေမပြောပါနဲ့လို့ပြောလဲသူတို့ငါမပြောရင်သူတို့သိပါလေဘာညာနဲ့ပြောပြီးပြောဆိုလဲပြောပါစေအခါနဲ့ဝင်သွားပြီးတော့သူပြောလဲဟိုကမကြောက်ဘူးကလေးတွေမကြောက်သူကလည်းမကြမ်းတိတိနဲ့လည်းပြောနာပဲတကယ်မယုံလို့စမ်းကြည့်တယ်နင့်မေခုနနင်တို့အရာပြောတယ်တနားရီလောက်ကြာတယ်ဘာပြောလဲဆိုမသိပါဘူးတဲ့ဒါဆိုနင်တို့ဘာလို့နားထောင်တာလဲသူစိတ်ချမ်းတောင်နားထောင်ပေးလိုက်တယ်ခလေးတွေတော့မှရင်ကျက်နေတာသူစိတ်ချမ်းတောင်နားထောင်ပေးလိုက်တယ်တဲ့ဒါပဲညီကိုမောင်နှမတို့အရေးကြီးတာကတကယ်တွန်းတင်တာတော့မဟုတ်ဘူးဖယားတကယ်လိမ္မာချက်ရှင်းလုပ်ပေးတာလေဖယားပဲအရေးကြီးတာဖယားလုပ်မယ်ဆိုတာစိတ်ချတတ်ဖို့ပဲအရေးကြီးတာအာမင်ဆိုတော့ညီကိုမောင်နှမတို့ကျွန်တော်ပြောပြမယ်ယေရှုစီမံကိန်းဖယားမှာရှိပြီလားတင်းတို့ယေရှုစီမံကိန်းရှိပြီလားဖယားမှာမဆိုရင်နဲ့တင်းမာတာစီမံကိန်းမရှိတာတင်းရနာကတော့ဘာပြင်ဆင်ထားလို့မင်းအဲ့ဒါပဲစဉ်းစားနေဟာအသက်50ကျော်ပြီသူစဉ်းစားဟဲ့နေမှာဘာစီမံကိန်းရှိလဲလို့မေးတဲ့ခါမှာအဲ့တော့ပဲငါစဉ်းစားနေတာဟာဒီခရစ်တော်ကြွလာတော့မယ်နေစဉ်းစားနေတော့မယ်ဒါပေမဲ့တန်းကြီးကိုမောင်မတော့တင်စဉ်းစားတဲ့အရာလဲမှားမှာပဲလူဒီအထူးထူးပြပြကြံစီတယ်တဲ့နောက်ဆုံးတော့ထာဝရဘုရားရဲ့အကြံပဲတည်တယ်အာမင်ဆိုတော့တင်ဘလောက်ကြံစီနောက်ဆုံးတော့ဘုရားကြံစီပဲတည်လိမ့်မယ်ဒါကြောင့်တင်အရေးကြီးတာပါလေဘုရားသခင်လုပ်နေတဲ့အရာကိုရိုးရိုးလေးဝန်ခံလို့ကြီးတော့ချင်းဝတ်တတ်ဖို့အရေးကြီးတယ်โอเคဒါကြောင့်ကျွန်တော်ပြောပြမယ်အခုပြဿနာတစ်ခုကြုံတွေ့ပြီဗျာအဲ့ဒီပြဿနာကိုကြည့်ပြီးတော့မှငါဘာမှလို့လဲဟိုဘာဖြစ်လို့လဲဘာဖြစ်လဲဖျားခင်ဘာညာရှောက်ပြောနေမယ်အစားဒီစိတ်ချမဲ့ရတကူကဖျားခင်တင်အောင်အကောင်းဆုံးပို့ဆောင်ပေးနေတာဖြစ်တယ်ဆိုတာသင်သိဖို့လိုတယ်အဲ့တခုကိုကျွန်တော်ပြောပြချင်တယ်အရင်ဆုံးโอเคပြန်သွားမယ်တစ်ကောခန်းကြီး၄ငယ်၁၉ယခုမျက်မှောက်၌ထင်ရှားသောຢာတို့သည်ခဏသာတည်၍49တစ်ကောခန်းကြီး sorry နှစ်ကောခန်းကြီး၄ငယ်19 2 Corinthians chapter 4 verse 17 sorry ပါမျက်မှောက်၌ထင်ရှားသောအရာတွေပါလဲခဏသာတည်၍ပြောအခုသင်တို့ကြုံတွေ့နေတဲ့အရာတွေအလုံးပါလဲသင်ခုရင်ဆိုင်နေရတဲ့အရာတွေများစွာရှိလိမ့်မယ်လူတိုင်းမှာပြဿနာဆိုတာလူတိုင်းမှာကြုံရနိုင်တယ်ညီကောင်မောင်မတော်ပြဿနာမရှိဘူးဆိုတဲ့လူတစားတစ်မျိုးပဲရှိတယ်အယူအယူမှာဘာပြဿနာမှမရှိဘာလို့ဆိုသူမှရွေချက်လည်းမရှိဘူးသူမှပါနိုင်လည်းမရှိဘူးရွေချက်မရှိဘူးပါနိုင်မရှိဘူးမျောလင်းရှင်းမရှိဘူးဘာမှမရှိဘူးပြဿနာလည်းမရှိဘူးသင်ကလူကောင်းတယောက်ဆိုတော့ရှိမယ်မျက်မှောက်၌ထင်ရှားသောအရာတို့သည်ခဏသာတည်၍မထင်ရှားသောအရာ come on ဘာကြီးလဲမထင်ရှားတဲ့အရာဆိုပါလဲညာမထင်ရှားသောအရာဆိုပါလဲတစ်ကောခန်းကြီး2ငယ်9မှာပြောလဲကျွန်တော်ပဲဖတ်လိုက်တော့မယ်နည်းနည်းလေးကြာမှာဆိုလို့ဘုရားခင်ချစ်တော်သူတို့ဖို့လို့ငါဘုရားခင်
ပြင်ဆင်တော်မူတဲ့အရာတွေရှိတယ်တဲ့ Come on ဘုရားခင်ချစ်တော်သူတို့ဖို့လို့ငါဘုရားခင်ပြင်ဆင်တော်မူသောအရာကိုလူမျက်စိနဲ့အာဟာလာပြီအခုခုနကြမ်းပိုက်နဲ့ပြန်လို့ကြည့်မယ်အခုနကြမ်းပိုက်ဘာပြောလဲမျက်မှောက်နဲ့ထင်ရှားသောအရာခဏသာတည်ရင်မထင်ရှားသောအရာတွေအစင်မြဲတည်ကြောင်ငါတို့ဒီမထင်ရှားသောအရာတွေအစင်မြဲမထင်ရှားတဲ့အရာဆိုပါလေဘုရားပြင်ဆင်ထားတဲ့အရာ Come on မထင်ရှားတဲ့အရာဆိုပါလေဘုရားတင့်အတွက်ပြင်ဆင်ထားတဲ့အရာဟုတ်ပါသလားခင်ဗျာဘုရားပြင်ဆင်ထားတဲ့အရာဘုရားသားသမီးတွေအတွက်မရှိဘူးလားယုံလားသင်မယုံလို့မရဘူးဗျကျွန်တော်ပြောတဲ့အတိုင်းကျွန်တော်ဖြစ်လားမဖြစ်လားဆိုတော့သင်တို့စောင့်ကြည့်မဖြစ်ရင်ဒီဘုရားကျောင်းမှာကျွန်တော်ဟောဖွင့်လုံးဝလာမပေးနဲ့အတိတ်ပဲမရှိဘူးအဲ့ဒါရှောက်ရွှေ့နေတာဒါပေမဲ့ကျွန်တော်ပြောတဲ့အတိုင်းကျွန်တော်တကယ်ဖြစ်လားမဖြစ်လားကြည့်ကျွန်တော်လုံးသမျှမှာအောင်မြင်တယ်သူများမလုံနိုင်ဘူးဆိုရင်ကျွန်တော်ပေးအဲ့ဒါကျွန်တော်လုံးပြမယ်အဲ့ဒါအောင်မြင်တယ်ဘာကြောင့်လဲဆိုတော့လုံတတ်လို့အောင်မြင်တာမဟုတ်ဘူးသင်ဘသူနဲ့အလုပ်လုပ်တာလဲဆိုတာရေးရှိတာစီးပွားရေးမှာလေဘာအလုပ်ပဲလုပ်အများအကုန်သိစရာမလိုအကုန်သိစရာမလိုငါတာတိဖို့အကုန်လုံး no ကျွန်တော်လုပ်တဲ့အလုပ်တိုင်းမှာအကုန်သိစရာမလိုသိတဲ့လူတွေပဲတင့်တာမှရှိဖို့လိုတာကျွမ်းကျင်တဲ့လူတွေအားလုံးတင်ဆုထားလိုက်ပြီးတော့ပြန်ခိုင်းစားလိုက်ပြီးကိုအကုန်သိစရာမလိုဘူးညီကိုမောင်မတော်အဲ့ဒီအရန်ကျွမ်းကျင်တဲ့လူတွေကိုထိမ့်တက်ဖို့ပဲလိုတာအဲ့ဒါခေါင်းဆောင်ဆိုတော့အရန်ကျွမ်းတဲ့လူတွေအားလုံးဆုထားအဲ့လူတွေအားလုံးကိုသူ့နေရာနဲ့သူပြန်ပြီးတော့နေရတချို့လူတွေအရန်ကျွမ်းတယ်ဒါပေမဲ့သူတို့ဘယ်နေရာမှာအလုပ်လုပ်မှသူတို့မသိဘူးသူ့ရဲ့နေရာမှလူမှထားတတ်တာအဲ့ဒါခေါင်းဆောင်ပြောရဲ့အရေးချင်းဒီလူကဒီနေရာမှာအရန်ကျွမ်းတယ်ဒါပေမဲ့သူ့နေရာမှ तू မရှိဘူးအဲ့ခါမှာ तू ကဘာလုပ်မှမသိဖြစ်တယ်သူ့နေရာမှထားလိုက်တယ်တိုးတက်သွားတယ်ပြီးသွားအောင်ဆိုတော့ကြည့်မျက်မှောက်နဲ့ထင်ရှားသောအရာတွေခဏတာတည်၍မထင်ရှားသောအရာဆင်မြဲတည်ကြောင်းကိုငါတို့ဒီထောက်လျက်ထင်ရှားသောအရာကိုမကြည့်မမှတ်နဲ့တဲ့ဆိုတော့မကြည့်ယူမောင်အခုဖြစ်နေတဲ့အခြေအနေကိုမင်းတို့အာယုံမဆိုင်နဲ့တဲ့မင်းတို့အတွက်ဖျားပြင်ဆင်ထားတဲ့အရာကိုအာယုံစားရတဲ့ရလားညီကောင်ကျွန်တော်ပြန်ပြောမယ်အခုလက်ရှိဖြစ်နေတဲ့လက်ရှိအခြေအနေရာသင်ရဲ့အခြေအနေအမှန်မဟုတ်ဘူးသင်တို့ဖျားပြင်ဆင်ထားတဲ့အရာကြီးကအမှန်ရတာဒါမဲ့အခုအဲ့ဒီဖျားပြင်ဆင်တဲ့အရာသင်မြင်ရလားမမြင်ရသေးဘူးမြင်ရလားမမြင်ရသေးဘူးဒါဆိုတော့မမြင်ရတဲ့အရာကိုသင်အာယုံမဆိုင်ပဲနဲ့ဘာလို့မြင်ရတဲ့အရာတွေကိုအာယုံဆိုင်ပြီးတော့ဝမ်းနေနေတာလဲ Hello မိကုံမေးပြီကျွန်တော်မိကုံမေးပြီမျက်ရည်အရန်ကျတဲ့အဖွဲ့တွေရှိတယ်နှာချီးတွေလည်းအရန်ညစ်တဲ့အဖွဲ့တွေရှိတယ်အဲ့ဒီမျက်ရည်ကျနှာချီးညစ်တဲ့အဖွဲ့တွေကိုကြီးလိုက်ရင်လက်ရှိပြဿနာကိုပဲ तू ကအာရုံစိုက်ပြီးတော့ तू မျက်ရည်တွေကျနှာချီးတွေညစ်ဒီညက်ကြီးညစ်ပြင်လဲတီရှူးတွေပိုင်းနဲ့မညစ်ဘူးတချို့ကဒီလက်နဲ့လှုပ်ပြီးသွားရင်ကျွန်တော်လာကင်တယ်ဆရာမသိဘူးဆရာရဲ့ဆရာမသိဘူးဆူတောင်းပဲတော့ဆရာနော်ဘာလာကင်တာလည်းမသိဘူးကျွန်တော်ခံစားရတယ်ကျွန်တော်လည်းသူလာကင်တော့လေဘုရားမှုတော်ဆောင်ဆိုတာကမကင်နဲ့လို့ပြောလို့မရဘူးသူဝမ်းနေနေတဲ့ချိန်မှာဝမ်းနေတော့သူလည်းအခွင့်ကောင်းယူပြီးတော့သူကနှစ်ချီလာတုတ်တာလာမလို့ဆိုတော့မဟုတ်ပါဘူးအဲ့လိုတော့မဟုတ်ပါဘူးသူခံစားနေရင်လည်းသူမေ့သွားလို့ဖြစ်မယ်ဒါပေမဲ့ခံစားတဲ့အရာကြီးတယ်လို့အကြီးလည်းမဟုတ်ဘူးအကြီးကျယ်ခံစားနေတာဘာလို့လဲဘုရားပြင်ဆင်ထားတဲ့အရာကိုမမြင်တတ်တဲ့လူကလက်ရှိအခြေအနေကိုပုံကြီးချဲ့နေတာဟယ်လိုဘုရားပြင်ဆင်ထားတဲ့အရာကြီးကိုမမြင်တတ်တဲ့လူကဘာဖြစ်လဲပြောပုံကြီးချဲ့နေတာဒါကြီးကပဲသူ့ကိုတတ်တော့မယ်အကွက်တယ်မဟုတ်ဘူးဒါမျက်မှောက်နဲ့ထင်ရှားသောအရာတွေခဏပဲအဲ့ဒါ तू ခဏလို့မထင်ဘူးဒါနဲ့ပဲ तू တည်တော့မယ်လို့ထင်နေတာမဟုတ်ဘူးညီကိုမောင်မတော်အခုတင်လက်ရှိဖြစ်နေတဲ့အရာတွေတင်သားသမီးကိစ္စဖြစ်မယ်ငွေကြေးကိစ္စဖြစ်မယ်ဗျာ
ကိုဆုံးဖြတ်ချက်ချတာမှားခဲ့လို့ဆုံးရှုံးထားတဲ့အရာတွေရှိမယ်ကွာဘာပဲရှိကွယ်အဲ့ဒီပြဿနာကိုဘုရားခင်တရက်ထဲမှာတော့ဖြေရှင်းနိုင်တယ်ဘုရားဟယ်လိုဘုရားခင် idea ပေးလိုက်တစ်ချက်နဲ့အကုန်ပြီးတဲ့ကိစ္စကိုဒါပေမဲ့သင်ကဘာကိုအာရုံသွားဆိုင်လဲပြောတော်များများအာရုံဆိုင်တာပါလေလက်ရှိမျက်မှောက်နဲ့ထင်ရှားတဲ့အရာကိုပဲအာရုံသွားဆိုင်တယ် no မထင်ရှားတဲ့အရာဆိုပါလေဘုရားတင့်အတွက်ပြင်ဆင်ထားတဲ့ထော့ပေါက်တွေအများကြီးရှိတယ်ဟာလေလုယာဘုရားတင့်အတွက်ပြင်ဆင်ထားတဲ့မင်္ဂလာတွေအများကြီးရှိတယ်သင်ရဲ့အုံနောက်နဲ့မမိနိုင်တဲ့ကိစ္စတွေဘုရားအများကြီးပြင်ဆင်ထားပြီးသားလက်ရှိဖြစ်တဲ့ရှင်နဲ့တင်းတော့ဝမ်းနဲ့စရာဖြစ်မယ်တင်းတော့စိတ်နဲ့ကြစရာဖြစ်မယ်တင်းတော့မျောလင့်ခြင်းမဲ့စရာဖြစ်မယ်ဒါပေမဲ့ကျွန်တော်အားပေးရှင်တာဘုရားတင်းတော့ပြင်ဆင်ထားတဲ့အရာကြီးအံ့ဩစရာအရင်ကောင်းတယ်အာမင်ဘုရားပြင်ဆင်ထားတဲ့အရာရှိတယ်ဒါပေမဲ့အဲ့ဒီဘုရားပြင်ဆင်ထားတဲ့အရာကိုသင်မမြင်နိုင်တဲ့အခါမှာလက်ရှိအခြေအနေယူသင်မှာဖြစ်နေပုံကြီးချဲ့နေရကျွန်တော်ဘုရားတစ်ခါပြတယ်တစ်ခါကျွန်တော်အင်္ဂလန်သွားတယ်ဟီသရိုလေစိတ်အတတ်မမေ့ဘူးဟီသရိုလေစိတ်ကျွန်တော်ရောက်တော့ဟီသရိုလေစိတ်ကနေပြီးတော့မှကျွန်တော်အင်္ဂလန်နဲ့ကျွန်တော်ဘယ်သွားလဲအင်္ဂလန်ကနေကျွန်တော်ဒန်မတ်သွားတာဒါနဲ့ကျွန်တော်အင်္ဂလန်လေစိတ်ရောက်တော့အင်္ဂလန်လေဆိပ်ကကျွန်တော် transit ကိုကျွန်တော်ကဒန်မတ်ကိုသွားမယ်ရှောင်းလဲရောက်ကိုအဲ့တုန်းကဘာလဲ Middle East ဘာပြဿနာတက်လဲမသိဘူးအင်္ဂလန်မှာလေဘာပြဿနာတက်လဲမသိဘူးအဲ့ဒါနဲ့ Middle East လို့ရုပ်တွေအကုန်လုံးရေးလက်စစ်တဲ့အခါမှာကျွန်တော်ပါသွားအောင်ဒီလားဘလိုက်ဘလိုက်ကျွန်တော်လေရင်ဟိုဘက်မှာဟိုဘက်သွားမယ်လေရင်တော်တော်နောက်ကျနေပြီဆိုပါသူများအကုန်လုံးစစ်တယ်ဆိုတော့ you come here ha အကုန်လုံးစစ်ကောကျွန်တော်လည်းစိတ်ဆိုစစ်ပါမင်းတို့စစ်ကိုစစ်လက်စစ်တဲ့အဲ့ဒီဘာလဲမောက်စစ်ပါညာပေါ်ပြီးသွားပြီးလည်းပြကျွန်တော်တော်တော်နောက်ကျပြီလေနောက်ကျပြီဆိုတော့ကျွန်တော်လည်းအရှာစိတ်ပူတော့ကျွန်တော်ပြေးတာအိတ်ကိုလွဲကျေတီးတွေပါလည်းမတတ်နိုင်တော့ဒီကုတ်နဲ့ကျွန်တော်လည်းအဲ့နေရာမှာကုတ်နဲ့ဘာကွာလို့လည်းမသိဘူးကုတ်ဒီပါတွေနဲ့ကျေတီးတွေဘာမတတ်ကျွန်တော်အိတ်လုံးကင်လို့ကျွန်တော်ပြေးတာဟိုသူများလိုက်ပို့တဲ့ကားတွေရှိရလေအဲ့ဒီကားကျွန်တော်တွေ့တာတော့မတင်ဘူးစိတ်နာကြိုက်အဖိုးဖိုက်တွေပဲတင်လို့လားမသိဘူးကျွန်တော်လည်းအဲ့ကောကူညီကောင်းပါပဲလုံးဝလည်းမကူညီဘူးသူကလည်းအဲ့နဲ့ကျွန်တော်လည်းပြေးတာဒီလိုလေစိတ်ကွာဒီဘက်နဲ့ဟိုဘက်ကဝေးလိုက်တာကွာပြေးတာအချေပဲလေစိတ်ကလည်းဘောသာရန်ထွက်တယ်အဲ့ချိန်မှာဟာငါတို့ရန်ကုန်လေစိတ်အရန်ကောင်းတယ်ကွာဟိုဘက်ဒီဘက်လေးလမ်းနောက်နဲ့ရောက်တယ်ကွာဒီဟီဒရိုမရောက်နိုင်တော့အရန်ဒေါသကျွန်တော်ထွက်တယ်ဟိုဘက်ဒီဘက်ပြေးတာပြေးတာအဲ့ဒီထိရောက်လဲရောက်ကောဂိတ်ချင်းသွားပြီဟာရန်စိတ်ဆိုးတယ်ကျွန်တော်ဒီဘက်ပြန်ပြေးဒီဘက်ရောက်လဲရောက်ကောဒီလေးတဲ့ဟာချာပြေးလိုက်ရတာပြီးတော့လေရင်ကားတဲ့ထွက်ဖို့နောက်ကျတယ်နောက်တနာရီခွဲမှာအဲ့လိုတင်ကအေးစေးလေလေးချုံတော့ဒိုးပါတယ်ကွာအစိတ်နာလိုက်တာဂိတ်ချင်းနဲ့ဟိုဘက်ပြန်ပြေးဒီဘက်ပြန်ပြေးတယောက်ထဲလေမြက်ရုပ်ရှင်ရိုက်ထားရင်တော်တော်ရှိစရာကောင်းတဲ့ရုပ်ဟိုပြေးတီပြေးနေရောက်လဲရောက်တော့မှဖြစ်လဲလေကတနာရီနောက်တနာရီခွဲနောက်ကျမှထွက်မယ်ဟာစိတ်နာလိုက်တာအမေဖြစ်ဖြစ်ဆိုအမောပဲဖြစ်ရင်လည်းဒီလေးပါလေးတောက်ရနေအချိန်တန်တော့လေမော်တာလေရင်တာသွားတဲ့အချိန်သိစိတ်နာတဲ့လေကိုကျွန်တော်ငုံကြည့်တာဒီလိုလက်နှချောင်းနဲ့ဒီလိုကြည့်နေအောင်ပါလက်နှချောင်းအောက်မှာမြုပ်သွားပြီဘာမှမရှိဘူးကျအပေါ်ရောက်သွားရင်အဲ့ဒီကောင်ကတိတိလေးလေးလေးစိတ်ကအထဲမှာကြတော့ဘာဖြစ်လာလဲရှောင်းရက်တဲ့ခကြီးချင်ဒါပေမဲ့အပေါ်ရောက်သွားအပေါ်နဲ့ကြည့်တော့ဒီလို2လ3လလောက်နဲ့
သွားနိုင်မယ်ဖြစ်ကျွန်တော်ဖះပါပြောတယ်သိလားလူတွေကအောက်မှာသူ့ဘာသာသူအလုံးရှုပ်နေတာနဲ့ငါနဲ့နေတတ်တဲ့သူကဘာမှမဟုတ်ဘူးတဲ့အဲ့ဒါဟာဖះပြလိုက်တာဖះနဲ့မသွားလာတဲ့တို့တွေရေးနေရုံးကန်တယ်ရုံးကန်တာအဲ့ရုံးကန်တဲ့အဖွဲတွေဖះနဲ့ခေါ်တယ်ဝင်လေးပြင်မသောသူငါထန်တို့လာငါချစ်တို့တွေမလာရှင်မို့တို့ကကြီးကျယ်ရုံးကန်တာကိုတော့ရတယ်ကိုတော့ကျွန်တော်စူးစမ်းကျွန်တော်လုံမယ်ကိုတော့လုံးနေတာအကြီးကျယ်စူးစမ်းကိုတော့နည်းနည်းလုံးကျွန်တော်စူးစမ်း I try my best အမေအင်္ဂလိပ်လိုကလုပ်တယ် I try my best မရတဲ့ဆိုအမောဖောက်မှာပဲကိုတော့ help me လို့ဆိုတဲ့ဖွဲ့ရှိနော်ညီကိုမောင်မခါလေးကျွန်တော်တို့ရှိတယ် no ဘုရားသခင်ဒီမျက်မှောက်၌ထင်ရှားတဲ့အရာခဏပဲဒီခုကြုံတွေ့နေတဲ့အရာတွေအလုံးခဏပဲအခုတော့ကျွန်တော်တို့ဒီအကြောင်းပြန်ပြောရည်စရာကြီးမဟုတ်ဘူးလားအဲ့တော့မရည်နိုင်ဘူးသေးပဲလားအဲ့တလုံးနဲ့ကျွန်တော်ဘသူ့စိတ်ဆိုးတယ်ထင်လို့လဲငါတက်လုံးအင်္ဂလန်မလာဘူးငါတက်လုံးဒီအင်္ဂလိပ်တွေကိုကျွန်တော်ဒေါသတွေထွက်နေတာပြီးတော့အင်္ဂလိပ်ဒေါသထွက်ပြီးမပြီးခဏနေကျွန်တော်အဖေကိုဒေါသထွက်တယ်ကလောက်သွားယူတာဟိုကြည့်စဉ်းစားစကောမတာတယောက်တည်းဘသူမချေနှံ့မှမသိဘူးနောက်ဆုံးကိုရုပ်ကိုပြန်ကြည့်တော့မချေနှံ့ဘူးစဉ်းစားလောကအရာဖြစ်နေတာဒါမဲ့အဲ့ဒါခဏလေးပဲလေမော်ရောက်လဲရောက်တော့လေမော်ပြန်ကြည့်တော့တေးဒီလေးကိုအချိန်တိုင်နဲ့ငါလေမော်ရောက်မှာပဲငါပါလျှောက်ပြီးတော့ပူတာလေပြန်စဉ်းစားအခုတော့ကျွန်တော်ပြန်ပြောတော့ဟာတာအဲ့တော့မဟာတာဘူးဘာသာဘူးအဲ့မှာကျွန်တော်အပြိုးစုံစဉ်းစားလိုက်သေးတယ်ငါဒီအလေပိုင်းတိုင်းရုပ်မပေါက်အောင်ဘာလုံးကောင်းမလဲပေါင်းတင်ကောင်းမလဲအမျိုးစုံကျွန်တော်ရှောက်စဉ်းစားတယ်ပေါက်ကရတယ်ကျွန်တော်ရှောက်စဉ်းစားတာအမျိုးစုံပြီးတော့ချိုးကလည်းပြောတယ်အမှလေရုပ်ပြောင်းလို့ရတယ်တဲ့ဆေးထိုးဟာဒါလည်းလာသေးတယ်ဘာဆေးမှလည်းမသိဘူးညနာဆေးထိုးရင်နဲ့ဒါဘယ်နှရက်မှလဲဘယ်နှလလည်းမသိဒါလူမဲနဲ့လူဖြူပြန်ဖြစ်သွားတယ်ဟာဒါလည်းငါချပဲကွာအဲ့ရနေပြန်လာအင်္ဂါနေပြန်လာတော့အသားဖြူတဲ့ဆေးတွေပါတွေတောက်ဖို့တော့စဉ်းစားလိုက်သေးတယ်နောက်ခဏနေကြတော့ဘာဖြစ်ဆိုတေတဲ့အထိတောက်မှာဟာဒုက္ခပဲတေတဲ့အထိတော့မတောက်နိုင်ဘူးသူမှ side အသားဖြူဖို့သူကဆေးတောက်မှာလေတောက်တဲ့ဆေးလည်း side effect ရှိတယ်တဲ့ side effect ဆေးတိုင်း side effect ရှိတယ်တဲ့ဟာဒါဆိုတော့မဖက်လည်းနေတော့ရပြီကျွန်တော်လဲစမ်းမကြည့်ရင်မောင်တော့ကျွန်တော်နားလည်းရှင်းတယ်လက်ရှိထင်ရှားတဲ့အရာတွေအလုံးခဏကိုကျွန်တော်ဘာဖြစ်နေလဲဒေါသတွေထွက်နောက်ဆုံးကြည့်ရဘသူမှဒေါသထွက်လဲအဖေနဲ့အမေကရင်ယူပါလားဒိတ်ပဲမရှိတာကရင်ကလောက်သွားယူတယ်ဆိုငါရုပ်ကကလားလို့ကရင်လို့ဘာမှကြညာမငါအခုတော့ငါခေါ်ပြီးအစ်စ်ခါပြီကျွန်တော်ဒေါသတွေထွက်နေခင်ဗျစဉ်းစားလို့ရတယ်ကျွန်တော်မျိုးလေကျွန်တော်စိတ်ဆိုးတယ်ကလားယူပါလားကလားစစ်ဆိုးတယ်သူတို့မစစ်ပြန်ဘူးကလားရုပ်ကတစ်မျိုးလေနှာခေါင်းချွန်းအမွှေးရဒီမှာအပြေဘာညာပေါ့ကွာကျွန်တော်ကအပွင့်ရဒီမှာရက်သွားပြီလေဒီမှာပြန်ထွက်တယ်ခင်ဗျခလဲမှာဘာနဲ့ဆက်ရမှာလဲလို့စဉ်းစားရင်မစိတ်ဆင်မပြေတဲ့အကွက်တွေအများကြီးရှိတယ်အဲစဉ်းစားပြီးတော့ဆိုကလားဆိုလေကလားနှာခေါင်းလေးရှုံလေးလာကလားအသားရတယ်ကွာကရင်နှာခေါင်းရတယ်ကွာဆိုကိုလိုကလားနေပြကိုလုံးอ่ะပြန်စဉ်းစားဘာရောက်မလို့သိဘူးကလေးကိုစဉ်းစားနော်မှတ်ထားပြဿနာတွေကြီးလိုက်ပါပဲလေချီးမွမ်းစရာဘာမှမရှိဘူးချီးမွမ်းစရာဘာမှမရှိဘူးအော်ဒါမဲ့အခုချီးမွမ်းစရာရှိပြီချီးမွမ်းစရာရှိပြီကရင်နဲ့တူတဲ့နှစ်ယောက်ကစောတေသွားပြီဒီတယောက်ပဲအသက်တွေရှိနေတာဘုရားကျေးဇူးတော်ထပ်ပြီးတော့အသက်ကရှည်ဦးမယ်ဘာဖြစ်လို့ဆိုတော့
တော်တော်လေးကြမ်းမာတာလေဟာကြမ်းမာသလားမမင်းနဲ့3နိုင်4နိုင်အိတ်လေအေးဆေးပဲပြန်ထသူများထက်10စားအလုပ်လုပ်နိုင်တယ်ကျွန်တော်ဟိုနေ့ကရှင်းတာလေးကျွန်တော်က9မိနစ်တွင်းမှာတဲ့တိုက်ပနေရထိုးရမယ်ပါညာကျွန်တော်လှုပ်တာပြီးတယ်ကွာပြီးတော့ကျွန်တော်ကပါလဲhigh intensity training pass ဖြစ်တယ်ကျွန်တော်ကအဲလေကျွန်တော်ထိုးပလိုက်တာမစိုးဘူးကျွန်တော်လုံနိုင်တယ်အကျော်စဉ်းစားတော့ပြောလိုက်တယ်တိုးပြောလို့ပြောတာမရဘူးနင်အသက်50နိုင်နီးတာတော့မှဒီလိုမဟုတ်ဘူးအဲ့ဒါမှပြောနေလို့ကျွန်တော်ပြောအသက်ကြီးကိုရှော့မပြောနဲ့တော်ပြီအဲ့ဒီတယောက်ကလေထိုင်းတယောက်အဲ့ trainer လို့ပြော you are nearly 50ဘာတိုးပြော slowly don't mention my age okay အဲ့လိုပြောနေတန်းလန်းတော့ကြဲပြောတာမ तू ကလည်းဂုံယူတာလေမင်းနဲ့အကုန်လောက်သွားတဲ့သူတွေအားလုံး30ကျော်ပြီမင်း50နာကတ်နေတော်ပြောမကျွန်တော်ဘာချင်းမလဲဆိုတော့ကျွန်တော်ဘာလို့အမြဲတမ်းဝမ်းမြောက်ကျွန်တော်ကြမ်းမှချင်ရဘာလို့ဆိုတော့ကျွန်တော်ဖះနဲ့ဝမ်းမြောက်နိုင်တော့ကျွန်တော်ဝမ်းမြောက်နေတယ်ဘာလို့ဝမ်းမြောက်တယ်လားလက်ရှိအချိန်တွေကတော့ပြဿနာတွေခက်ခဲတယ်အများကြီးရှိတာပဲအများကြီးခက်ခဲရှိတယ်မကျွန်တော်ဘာချင်းမနဲ့လားအဲ့ဒါခဏလေးနောက်ခဏနေအဲ့ဒီဟာတွေအလုံးတရားဟောချက်ဖြစ်တော့မှာလေကျွန်တော်ပြဿနာလာပေးကျွန်တော်ရေးလေကျင်းနေတာဘာကြောင့်သိလားကုန်ချမ်းကျွန်တော်ရဲ့ပြဿနာတွေအားလုံးကျွန်တော်တရားဟောချက်တွေပြန်ဖြစ်တော့မှာလေအထူးတော့ရှာစရာမလိုဘူးညပေါက်တော့တဲ့တိုးဝင်တော့တရားဟောချက်တွေရှာစရာမလိုဘူးကြုံတွေ့တဲ့အရာတွေအားလုံးကျွန်တော်တရားဟောချက်တွေပဲအဲ့ဒါဘလောက်ကောင်းလဲညီကိုမောင်မတို့ဘယ်ဆောင်ထဲမှာတော့ဖတ်စရာမလိုဘူးအာမင်တောင်းကြီးကိုမောင်မတို့တင့်အတွက်ဘုရားပြင်ဆင်ထားတဲ့အရာအရန်ကြီးမားလို့နေပြောမယ်တင့်အတွက်ဘုရားပြင်ဆင်ထားတဲ့အရာအရန်ကြီးမားတယ်ရပြီတော့another level တက်မယ်နော်ရလား okay ဒါဆိုပြောမယ်ဒါဆိုအခုလက်ရှိအချိန်တွေသင်အာရုံမဆိုင်နဲ့ hello တင်မှာခုဖြစ်ပြတဲ့လက်ရှိအချိန်တွေဘာတော့ငွေချင်းပြဿနာတွေခက်ခဲမျိုးစုံရှိမှာကွာအိမ်တော်ရေးပြဿနာဘာညာမျိုးစုံရှိမှာကွာပြဿနာမရှိဘူးအဲ့ဒါခဏပဲပြောလိုက်ခဏပဲမဟုတ်ခဏပဲအဲ့လိုမဟုတ်လေလောကအဲ့ဒီပြဿနာကျူးမဆိုင်တဲ့ရုံနဲ့ကွာခဏပဲကွာရအဲ့လိုခဏပဲအဲ့လိုမဟုတ်ဘူးအခုလက်ရှိခံစားနေအရာတွေအားလုံးတင်းလို့တတ်ပါလေဒါပဲခဏပဲတကယ်ခဏပဲโอเคအဲ့ဒီခဏနဲ့အကြာကြီးဖြစ်သွားတဲ့အဖွဲ့တွေကဘာကြောင့်လဲဆိုတော့ကျွန်တော်ရှင်းပြတော့မယ်ခုဆရာပြောတော့ခဏပဲ10နှစ်ကြော်ပြီလေဆိုတဲ့အဖွဲ့ရှိတယ်ဒါဘာဖြစ်လို့ဖြစ်ရလဲဆိုတော့ကျွန်တော်ရှင်းပြတော့မယ်ခုဆရာဒေးဗစ်လာပြောတော့ခဏဆော့မခဏဘူးဆရာ10နှစ်ကြော်ပြီဘာခဏလဲဆရာဒေါသထွက်တဲ့ဖွဲ့ရှိတယ်ဟုတ်တယ်ဖခင်ကခဏပဲပြောရင်တကယ်ခဏဒါပေမဲ့ကြာနေတယ်ဆိုတာကအဲ့ဒါဇလန်းရှိတယ်ပြောမယ်ခုဟုတ်နော် ready လား are you ready good ဖခင်ပြောထားပြီးသားမျက်မှောက်နဲ့ထင်ရှားတဲ့အရာဒီခဏမထင်ရှားသောအရာတို့ဒီဤเจ้าကိုငါတို့ဒီထောက်လျက်ထင်ရှားသောအရာကိုဆိုတော့တင်းရဲ့ focus ကတင်မကြရှင်အဲ့ဒီပြဿနာကိုတင် focus မလုပ်နဲ့ပြဿနာအကြောင်းတင်ချိန်လုံးထိုင်မစင်စားနဲ့ hello ပြဿနာအကြောင်းတင်ထိုင်စင်စားတော့တနှုံနဲ့မောင်ကျော် noမောင်ကျော်ထင်းခတ်မကြုံရေခတ်ကြုံမှာမောင်ကျော်ရဲ့မိုးကောင်းတော့ရွာထားမောင်ကျော်ရဲ့ဆိုတာတချို့ကလည်းအရင်ရင်နာတယ်တွေ့မယ်မပူဟိုတဲ့မောင်ကျော်ကျောင်းစဉ်းစားတဲ့ဖွဲ့နဲ့မပူကျောင်းစဉ်းတဲ့ဖွဲ့အရင်ဒေါသတွေထွက်နေဖွဲ့တွေအများကြီးရှိတယ်ဘာဖြစ်လို့လဲပတ်စံလိန်သွားလို့
ဆရာစဉ်းစားကြည့်ဆရာဒီလောက်အမောင်ရဖို့ဆိုတာကျွန်တော်အတွက်ကျွန်တော်စူးစမ်းခဲ့နှစ်10နဲ့ကြည့်ဆရာ10နဲ့ကြည့်ဆရာ10နဲ့ကြည့်စုခဲ့တဲ့ပတ်စံကိုဆရာရဲ့တပတ်အတွင်းမှာလိမ့်သွားတယ်ဆရာမောင်ကျော်ဟုတ်မှာမောင်ကျော်ဆိုတော့မဟုတ်ပါဘူးဒါပေမဲ့စကားရပြောရလေမောင်ကျော်သူဒေါသထွက်တယ်ဆရာဖះခွင့်လို့မလားတော့မသိဘူးဒါပေမဲ့တွေးရင်တော့ကျွန်တော်ထုံးမှာဆရာအဲ့ဒါခရိယာပြောတဲ့စကားကိုစကြဖះခွင့်ပြုမလားတော့မသိဘူးဆရာကျွန်တော်တွေးတယ်ထုံးမှာဆရာဘောလည်းမသိဘူးဖះခွင့်ပြုမလားမသိဘူးတဲ့မေးတာပြီးတော့ကျွန်တော်ထုံးမှာဆရာတဲ့သူဆုံးဖြတ်ထားပြီးသားဖះတခင်တဘောတူမတူသူထုံးမှာဒီခရိယာနေရတော်ဖះကောင်းကြိုက်မြတ်ကွက်တယ်နော်တော့ထိုးမှဆရာတော့တွေးတာနဲ့ထိုးမှဆရာဟုတ်ဘူးလေနေထိုးတော့နေပတ်စံပြန်ရမှာမရတော့မရဘူးဆရာမရရင်ဒီဘာလို့တော့ထိုးမလဲအဲ့ဒါလည်းဟုတ်တာပဲသူတို့ဘာဖြစ်လို့ဖြစ်မှန်းတော့သူတို့မသိဘူးအခါလေးဒေါသထွက်တော့ထိုးမှဆရာတော့ထိုးမှဆရာအဲ့ဒါကျွန်တော်တိုင်းဝိုင်းထဲမှာဖြစ်နေတာထိုးမှဆရာတော့ထိုးအားလေမင်းဘာတော့ထိုးမလဲမင်းပတ်စံရမှာမရဘူးလေမရတော့မင်းထိုးလို့ထိုးပြီးသားမပြီးသွားပြီလားမပြီးဘူးလေသူဘာလို့မှသူမသိဘူးရှင်းလိုက်ကြည့်လိုက်မျက်မှောက်နဲ့ထင်ရှားတဲ့အရာကိုပဲသူအာရုံစိုက်တယ်သူ့လိန်သွားတဲ့သူပဲသူအာရုံစိုက်တယ်ဟုတ်လက်ရှိဖြစ်တဲ့အခြေအနေကိုအာရုံစိုက်အောင်စာတန်ကလုပ်နေတာလက်ရှိဘာဖြစ်လဲဖြစ်နေတဲ့အခြေအနေကိုတင်းအာရုံစိုက်ခိုင်းတာအာရုံစိုက်နေတဲ့တင်းဘာဖြစ်လဲတင်းပါအာရုံမစိုက်တော့ဘူးအာရုံဆိုတာနှစ်ခုစိုက်လို့မရဘူး you cannot focus on two things at the same time right တင်းဥမာဆိုပါစို့ကျွန်တော်အခုဆရာဆက်စိတ်ကိုကျွန်တော်ကနေပြီးတော့မှ focus လုပ်လိုက်ပြီဆိုရင်ဘေးနားမှာရှိတဲ့သူတွေကိုကျွန်တော် blur ဖြစ်သွားတယ်ဟုတ်လားမသိကျွန်တော်ဆရာကို focus လုပ်နေဆိုရင်ဘေးနားမှာရှိမှတော့ကျွန်တော်သိတယ်ဒါပေမဲ့ focus လုပ်လို့မရတော့ focus ဆိုတာတစ်ခုပဲလုပ်လို့ရတယ်ဖခင်ကကျွန်တော်ကိုဘာပြလဲဆိုတဲ့အခါမှာမင်းအတွက်အရေးမကြီးတဲ့ဟာတွေမင်းအတွက်ဘာကောင်းကြီးမှမဖြစ်စေတဲ့အရာမင်း focus ပါမလုပ်နဲ့ okay ကျွန်တော်မှပြဿနာမရှိနိုင်လားပြောအဲ့ဒီပြဿနာကိုဘာဖြစ်လို့တင်အဲ့ပြဿနာကြီးကဘာဖြစ်လို့မဖြေရှင်းနိုင်လဲကြာနာလဲသိလားသင် focus လုပ်တာမှားနေတယ်အဲ့ဆိုရဘုရားသခင်ကိုချစ်တော်သူတို့အဖို့လုံးကဘုရားသခင်ပြင်ဆင်တော်မူသောအရာတို့ကိုလူမျက်စိဖြင့်မမြင်နားဖြင့်မကြားစိတ်နှလုံးဖြင့်မကြံစီရသေးလာပြီနော်တိုက်ဆိုထိုးအရာအလုံးစုံတို့ကိုဘုရားသခင်သည်မိမိဝိညာဉ်တော်အားဖြင့်ပေါ်ပြတော်မူ၏ဟာလေလုယာဟာလေလုယာမထင်ရှားတဲ့အရာကိုမင်းအာယုံစိုက်ဖို့ရန်အတွက်ကအရေးကြီးတယ်အခုထင်ရှားတဲ့ပြဿနာမင်းကိုမလှည့်စားစေနဲ့အဲ့ဒီပြဿနာမင်းအဖြေမဟုတ်ဘူးပြဿနာကဖယားခင်ပြင်ဆင်ထားတဲ့မင်္ဂလာကို focus မလုပ်နိုင်အောင်သင်ကိုလွှဲထားတာအာယုံရလာညီကိုမောင်မလို့ပြဿနာကြောင့်သင်ကိုဖယားခင် focus လုပ်ခိုင်းတဲ့နေရာကို focus မလုပ်နိုင်အောင်မဖြစ်စေနဲ့ဒါပြဿနာတစ်ခုဖြစ်လဲဖယားဘာပြောလဲ be still and know that I'm God ငြိမ်ဝတ်စွာနေငါဖယားဖြစ်တယ်ဆိုတာသိမှမင်းလက်ရှိဖြစ်တဲ့အချိန်ကို focus မလုပ်နဲ့ငါမင်းတို့ပြင်ဆင်ထားတဲ့အရာကိုမင်း focus လုပ်အာမင်ဆိုတင်ဘယ်လိုလုပ်မလဲကြည့်အောင်ခဏပဲဖြစ်ချင်းကျွန်တော်ပြောပြမယ်အဲဆိုရအောင်လူမျက်စိဖြင့်မမြင်နားဖြင့်မကြားစိတ်နှလုံးဖြင့်မကြံစီရသေးထိုအရာလုံးစုံတို့ကိုဘုရားသခင်သည်မိမိဝိညာဉ်တော်အဖြင့်
ဖော်ပြတော်မူဆိုတော့ဖယားကအကြည့်တင်ပြနာဖြစ်ပြီတင်းရဲ့ငွေကြေးတင်းကိုနာကျင်အောင်လုပ်တဲ့သူတင်းကိုဒုက္ခပေးသွားတဲ့သူအဲ့ဒါပဲတင် focus လုပ်နေမြတ်စားငါတို့ဖျားပြင်ဆင်ထားတဲ့ရရှိတယ်အာမင်မကြီးလူတွေတော်တော်များများကိုနာကျင်အောင်လုပ်တဲ့သူကိုကလေးစားပြန်ချင်တယ်ကလေးစားချစ်ခြင်းအဖြစ်မဟုတ်ဘူးတကယ်ကလေးစားချစ်ခြင်းအမှန်ကပါလေတိလားသူရဲ့ရှေ့မှာကိုအောင်မြင်သွားခြင်းပဲသူရဲ့ရှေ့မှာကိုအောင်မြင်သွားခြင်းပဲကိုနာကျင်အောင်လုပ်တဲ့သူရှေ့မှာကိုကပြန်ပြီးတော့ကလေးစားချေဖို့စဉ်းစားနေကိုပဲရှုံးသွားတာသူ့ focus ဘယ်တော့မလုပ်နဲ့တင် focus လုပ်ရမယ့်ရာငါ့ကိုဘုရားပြင်ဆင်ထားတဲ့ရာပါဒီနေ့စဉ်းစားရအောင်ငါ့အတွက်ဘုရားပြင်ဆင်ထားတဲ့ရာရှိတယ်တင်အတွက်ဘုရားပြင်ဆင်ထားတဲ့ရာရှိတယ်အဲ့တော့တင်မျက်စိနဲ့မြင်နေလားနားဖြင့်ကြားနေလားစိတ်လုံးနဲ့တော့မှဒါပေမဲ့ထိုးရလုံးစုံဘုရားဘုသူအဖြစ်ဖော်ပြတော့မှာလဲဘသူအဖြစ်လဲဝိညာဉ်တော်အဖြစ်ဖော်ပြတော့မယ်ဆိုတော့တင်ပါလောက်ရမလဲအဲ့ဒီပြဿနာလေးအားလုံးရဲ့အရင်းမြစ်ကိုဒီလိုပြောင်းပြန်လှန်တော့မှရှင်းထုတ်ပေးမဲ့ဝိညာဉ်တော်ကဒါဆိုဘုရားဖွင့်ပြခြင်းတယ်ဟာလေလုယာဟာလေလုယာဒါမဲ့တခုရှိတယ်တင်ရဘာဖြစ်လဲဆိုတော့ဘုရားကိုဆုတောင်းတော့ဘာလုပ်လဲသိလားတင်းကိုနာကျင်အောင်လုပ်တဲ့သူတင်းသွားဆုံးမခိုင်းနေတယ်အဲ့ဒါတင်းလုံးမဟုတ်ဘူးခင်ဗျာစဉ်းစားကြတင်းကိုနာကျင်အောင်လုပ်တဲ့သူကြောင့်တင်းစဉ်းစားတယ်ပြီးတော့မှသူဒုက္ခရောက်တော့တင်းထိုင်ဆောက်နေတယ်အဲ့ဒါတင်းလုံးမဟုတ်တာတင်းလုံးကဘာလဲဘုရားပြင်ဆင်ထားတဲ့လူမျက်စိနဲ့နားဖြင့်စိတ်လုံးနဲ့မကြံစီရသေးတဲ့အရာအလုံးဘုရားဖော်ပြခြင်းတယ်ဖော်ပြလိုက်ရင်တင်ဘသူလဲဆိုတာတင်သိသွားအောင်သိသွားတဲ့အချိန်မှာကျွန်တော်ပြပန်တေချာနားထောင်ပြီတင်ကိုတင်တော့မသိနိုင်တဲ့ကိစ္စကြီးတွေကြောက်စရာရန်ကုန်တာကျွန်တော်ပြောမယ်ခုအရှင်နော်ဒါဝိတ်ကတိုးကြောင်တာဟုတ်လားမသိဘူးတိုးကြောင်တာလူအပြင်မှာကြည့်လိုက်ဒါဝိတ်ကတိုးကြောင်တာဟုတ်လားဒါပေမဲ့သူ့အထဲမှာပါလာလေအရင်လေဟယ်လိုလက်ရှိအခြေအနေကိုကြည့်တော့ငါတိုးကြောင်းသားငါ့ကိုတောထဲမှာငါအဖေမေတွေပြစ်ထားတယ်ငါကိုရီးယားဆန်ငါ့ကိုခူးမဆိုင်ဘူးအဲ့လိုရှောက်တော့ညီးတွားနေကြအကြောင်းမရှိဘူးသူအမြဲတမ်းမလုပ်နဲ့သူတချင်းဆိုနေတယ်အမြဲတမ်းချီးမွမ်းနေတယ်ဘုရားသခင်သူ့ကိုချစ်တယ်ဆိုတာသူစိတ်ချတယ်ဘုရားသူ့တော့အကောင်းဆုံးပြင်ဆင်ထားတဲ့တော့သူစိတ်ချတယ်ပြဿနာသူ focus မလုပ်ဘူးလက်ရှိချင်းသူ focus မလုပ်ဘူးသူ့အထဲမှာပါရှိလို့လေအပြင်မှာတော့တိုးဆောင်တာအထဲမှာပါရှိလေဘုရင်ဟာလေလုယာယောသနေနဲ့ကြည်လိုက်ရင်သူများအိမ်မှာသူဂျုံဖြစ်နေတယ်ဒါပေမဲ့အထဲမှာမကြခင်မှာဘာဖြစ်လဲဘုရင်ကဖြစ်တော့မယ်မကြခင်မှာဘာဖြစ်တော့မလားသူအဲ့ဒီနိုင်ငံရဲ့ဘာဖြစ်တော့မှာလဲအခုသူ့ရဲ့တခင်ရတော့မှသူ့ကိုပြန်ပြီးတော့မှရှ िख ိုးရမယ်အဆင့်ဖြစ်တော့မယ်စားကြညူမောင်မှာတော့လူမြင်မှာကြည်လိုက်ယောသကပါလေကျွန်းမကျွန်းထဲမှာပါရှိနေလေဘယင်ခါစဉ်းစားဧတတာမိဘမဲ့ဧတတာပါလေမိဘမဲ့တကောင်ကျွတ်လို့ပြောလို့ရတယ်ဘယ်သူ့ဦးလေးကသူ့မွေးစားထားပြီးတော့မှကျွေးမွေးထားတဲ့သူမဲ့သူ့ထဲမှာပါရှိလေဘယင်မကိုအပြင်ပန်းကြည့်တော့ခဏအပြင်ပန်းကြည့်တော့မှတင် one minute ကြာအကြောင်းမရှိဘူး God has a great plan for your life
Hallelujah. The Abba Machina, they are Tema Payate Tapi, the Yanchilone. Tapia Babole, call unto me. Call unto me and I will answer you. Baboshinale. Now, Major Samalopura, cause Yeshu Taiko Haina Mobu. Call unto me and I will answer you. Biochina Bale. Me Pomanga Tare Chansi Tiongata Towike Sama. Now Mezama Piaki, Jorota Piatare Chansia Balazura. Lumia Sina Mamina Kaisau, that teaching, the me teaching is so saying that Towike Zamale. I will answer you. If you really want to know something, seek me, then I will answer you. Call me, Surah Abaladala. Seek me. Nama be apishide. Nama midwa pisintara yashide. Seek me, and you shall find. Seek me. I will answer you. Then what? I will show you great and mighty things. I will show you. God wants to show you something great and mighty thing. Then to get teaching and say Sheila. Let's see Petana Lima between one and Mesa. No Eddie Petana Alua Naya P Mohopu. Majaki Mapea Popiam Yangaya Pipi. Hallelujah. I could let you change my Yota Gachon. Kanani Bapile. Bayinga Pidome. I could let you my Tawega Tochanda. Kanani Tua Bayin Pidome. Payataki at the Chenio Pionka Lapina in the Paya. Hallelujah. General Payaga, General Chenio Pionka Lapina in the Paya. Natau Nasa Chama Naya Chene Paya Pionka Lapimelo. Yochi there to Peter so Amelo Tuya. Hallelujah. Hallelujah. Nyayama Mojusin Laya Deco Base, Nanayama Tachinso, what a quingo piece in Tarepia. Hallelujah. Turn around blessing will come upon your life. Turn around blessing. Piampia Slapi de County, Titamas Piasi Sensile. If you believe it, say hallelujah. Among the Tisha do Yabale. Canabe. Now, Matin Shade out there focus low. Matin Shade out of Bale. Not to Piapis in Area. In your sound of Martin, let's see you. They put on my power, I am Messiah. They do Piapis in Area, I will say. Amen. Near cinema, not to Piapis in a Chidoya, Naneria, Nasai was Amen. Hallelujah. I got Balome, now winning on a metal man. Hallelujah. Lumia Sine, Napi, say Lopi, Toya Lozoro Piakini, Bana Popiamale, Mimi winning do Abi Popiame. Hallelujah. Hallelujah. God wants to show you great and mighty things. You might not go on money. Piakin Chido move you, man. Ah, that Chivabi. No. At that Chile, Piata me a Popa Tambo Chile. Hallelujah. Hallelujah. At that Chile, Piata can tell me a Popa Tambo Chile. Amen. To me, I'm a sinza and a yard, to sinza la dome. Put your chin a yala rome. This swings Yamalobu. Chelsea Amalobu, Piake and Mutego Bume. At home, as a chama, Piake and Mutego Bumelo, Yogi to Bania Meshiva, Lekamia. Hallelujah, Yogi to the Piake, Kayuna, Thaya, we pitch out Yeshuna Manachina. Hallelujah. Hallelujah. I believe that you will do something great. Hallelujah. Through Holy Spirit. When you know up yet, they are Mutego Bule. Who when you go on Maru? Yaku Leshi Chinili, Allah, Chinili, a Chinil, why you saying?
ဘုရားခင်သင်ကိုပြုမဲ့အမှုယူအာယုစိုက်စမ်းအာမင်ဆောက်ရအာယုစိုက်တော့ယေရှုတင်တယ်ကိုကျွန်တော်မှာခက်ခဲတယ်ရှိလားရှိပါတယ်ကျွန်မမှာခက်ခဲတယ်ရှိပါတယ်ဒါပေမဲ့လူမျက်စိနဲ့မမြင်နားဖြင့်မကြားစိတ်လုံးနဲ့မကြံစီရသေးတဲ့အရာကျွန်တော်တော့ကိုတော့ပြင်ဆင်ထားလို့ယေရှုတင်တယ်ဟာလေလုယာလက်ရှိခြင်းနဲ့မျှော်လင့်ခြင်းမရှိဘူးဒါပေမဲ့မျှော်လင့်ခြင်းကဘုရားမှာရှိနေတယ်သင်ပြောလိမ့်မယ်လမ်းမရှိတော့လို့သင်ပြောလိမ့်မယ်ယေရှုကငါမင်းရဲ့လမ်းဖြစ်တယ်မင်းကငါအကောင်းဆုံးလမ်းကိုပြင်ဆင်ထားပြီးသားလို့ပြောလိမ့်မယ်ဒါဆရာမ Joyce Meyer ဘာပြောလဲ Never say no way Jesus said I am the way Hallelujah ကြည်အောင်အဲ့ကျွန်တော်အဆုံးသတ်မယ်ခုကပောက်ချန်ခန်းကြီး39အောက်ချန်ခန်းကြီး39 Hallelujah ငယ်တက်ဣရှမေလလူတို့ဒီယောသတ်ကိုဆောင်သွားရဲ့အေဂရုပြည်သို့ရောက်တော့အခါဣသလအမျိုးသားဖာရောဘုရင်အမတ်ဖြစ်သောကိုရန်တော်မူပေါတိဖာအိမ်မှာရောင်းကြ၏လူနေနဲ့ကြည့်တဲ့အခါမှာအိမ်မှာအချစ်ခိုင်းတဲ့သောသားလေးကအခုသူများအိမ်မှာကြုံဖြစ်သွားပြီဟုတ်လားလက်ရှိအချိန်နဲ့ကြည့်လိုက်မျောလင့်စရာဘာလို့လဲကြုံမှာလကရှိလားမရှိတော့အပြင်ကြုံမှာသူ့မှာအိတ်ချိန်ပုံမှန်မရှိဘူးအလုတ်ချိန်ပုံမှန်မရှိဘူးလကမရှိဘူးတတ်မှတ်ထားတဲ့အချိန်မရှိဘူးခွင့်ရေးပါမရှိဘူးကျိုးဖြစ်သွားပြီဘာမှမျှော်လင့်စရာမရှိတော့သွားပြီသူ့ဘဝလို့ထင်ကောင်းထင်လိမ့်မယ်နော်ရခင်စီမှာအကျဉ်းစီရှိတယ်ရှိလားလမ်းမရှိမှဘုရားမှာအကျဉ်းစီရှိတယ်ပြန်ပြောမယ်တေချာနားထောင်မယ်ယောသတ်အခြေအနေမှာမျှော်လင့်စရာရှိသေးလားသူများအိမ်မှာဘာဖြစ်သွားပြီလဲလာကရှိလားသူ့မှာအနာဂတ်ရှိတယ်လားပြောကြုံဖြစ်သွားတဲ့အတွက်ကြောင့်ကြုံစားတည်တဲ့အထိကြုံမယ်တည်တဲ့အထိဘာဖြစ်သွားပြီလဲပြီးသွားပြီလေသူ့ဘဝကြုံသွားပြီမျှော်လင့်စရာရှိတော့ဒီမှာလို့အငယ်နှစ်ကိုသွားမယ်အရင်ကြည့်ပြီထာဝရဘုရားသည်ယောသတ်ပန်၌ရှိတော်မူသဖြင့်လာပြီဘာမှမျှော်လင့်ခြင်းမရှိနေပါစေအနာဂတ်တောက်သွားပါစေသင်တစ်ခုပဲတတိယသင်နဲ့ဘုရားအတူရှိသင်နဲ့ဘုရားအတူရှိရင်သင်နဲ့ဘုရားအတူရှိရင်သူဒီအကြံထားမြောက်တတ်၏အာမင်အင်္ဂလိပ်လိုလေးချက်လောက်ကျွန်တော်ထိုးစေချင်တယ်ငယ်နှစ်မှာရကောင်းလို့ And the Lord was with Joseph and he was a prosperous man. Come on. ကျုံကဘယ်လို prosperous ဖြစ်တာလဲလို့ Come on. He was a prosperous man. 真的。သူလုံးသမျှမှာသူအောင်မြင်ပြီလေလုံးသမျှမှာအောင်မြင်ပြီနောက်ဆုံးဘယ်လောက်ထိတော့ဖြစ်သွားလဲ Can you go to verse 3 please And his master saw that the Lord was with him ဖယားသူနဲ့အတူရှိတယ်ဆိုတော့ဘသူတော်သိလဲဆိုတော့သူ့ရဲ့သခင်ရပါပြန်သိရတဲ့အဆင့်ဖြစ်သွားတယ်ဘာလို့သိတယ်ပြော
ယောသတ်နဲ့အတူရှိတယ်ဆိုတော့ဖယားမယုံတဲ့လူတော်သိတယ်အဲ့ဒီပေါတိဖာဖယားယုံတဲ့သူမဟုတ်ဘူး Egyptian ဖယားမသိတဲ့လူတွေတောင်မှဒီလူမှာဖယားရှိတယ်ဆိုအတိမပြုတ်ရတဲ့အဆင့်ထိ why အဲ့ဒါတင်းကိုဖယားကောင်းချီးပေးရှင်တဲ့အရာ hallelujah ဒီလူမှာတော့ဖယားပါနေတယ်ကွာဆိုတာဖယားမသိတဲ့လူကပြောရတဲ့အဆင့်အလောတိလာညီကိုမောင်မကျွန်တော်ဖယားဖွင့်ပြတဲ့အရာကျွန်တော်ပြောမယ်ဘယ်ပြဿနာပဲရှိရှိယောသလုံးဝသိနေရတကူอ่ะစိတ်ချနေရတကူอ่ะဘယ်အခြေအနေမှာပဲဖြစ်ဖြစ်ငါနဲ့အတူဖယားရှိတယ်ဆိုတဲ့စိတ်ချမှုကအရင်ရည်ကြီးတယ်ဟာလေလုယာဟာလေလုယာယောသရဲ့အထဲမှာတောက်လောင်တဲ့အရာတကူอ่ะဘာကြုံမဲ့ဖြစ်သွားငါနဲ့အတူဖယားရှိတယ်ပတ်စံတပြားမှမရှိတော့လဲငါနဲ့အတူဖယားမျောလို့ရှိမရှိတော့လဲငါနဲ့အတူဖယားအဲ့ဒီအရာကထိရှားလာတဲ့တတ်တည်တယ်အာမင်အဲ့ဒါဘုရားခင်ကြောပြောဘုရားခင်ယောသထူးခြားတာပါလေယောသကဘလောက်ချိန်နေစိုးတယ်မှာပဲရှိသူကဘုရားခင်သူနဲ့အတူရှိတယ်ဆိုအရင်စိတ်ချတယ်ဒီဘာရှင်နေရှိနေလေလုံးဝစိတ်ချတို့ရဲ့ဖခင်ရဲ့နာမပါလေအေမာနွေလာငါတို့နဲ့အတူရှိတယ်ဖခင်အခြေအနေကောင်းကောင်းမကောင်းကောင်းဒီနဲ့အတူဖခင်ရှိတယ်ဒါဆိုတင်ပြောတာရှိတယ်ဖခင်သူရှိတယ်ဆိုရင်ဘာလို့ငါအခြေအနေကမကောင်းတာလဲအဲ့ဒီမကောင်းတဲ့ရှင်တွေအားလုံးဟာအဲ့ဒီမကောင်းတဲ့ရှင်တွေထဲမှာပင်လေဖျားပါတယ်ဆိုတဲ့တတ်တယ်ယူဒီလောကသားတွေမြင်တွေ့ဖို့တတ်တယ်ပြခြင်းလို့ဒီမှာကြည့်ကျုံဆိုတာအထင်ကြီးစရာရှိလားဒါပေမဲ့အဲ့ဒီကျုံသခင်ကပြန်ထင်ကြီးရပြီလေပြောညီကောင်မောင်မတို့အထင်ကြီးစရာမကောင်းတဲ့လူကိုပြန်ထင်ကြီးရပြီဘာကွာသွားတာလဲယောသစိတ်ချတာငါနဲ့အတူပြဿနာရှိလေငါနဲ့အတူဖယားအစင်မပြေလဲပဲမျောလင်းစရာမရှိတော့ရင်လည်းပဲ that's it ဒီအစင်မပြေတဲ့ပုံမှာငါရောင်းစားခံလာပြီငါ့ဖျားခင်စွန့်ပယ်သွားပြီလို့ယောသမတွက်ဘူးအခက်ခဲတွေပြဿနာတွေဘလောက်ပဲရှိပါစေဖျားအတူရှိခြင်းကိုတော့တင်တန်တရားမရှိနဲ့ပြန်ပြောမယ်ဘလောက်ခက်ခဲတွေရှိပါစေဖျားတင်တဲ့အတူရှိတယ်ဆိုတာတန်တရားမရှိနဲ့အချိန်တိုင်တင်နာမှာရှိတဲ့သူတွေကအံ့ဩရတဲ့ဒီဖျားတတ်တဲ့ထူတော်မှာဖြစ်တယ်ယုံကြည်တဲ့သူတွေအာမင်ထူရအောင်ယုံကြည်တဲ့သူတွေဟာလေလုယာသုံးကြိမ်အောင်1 2 3ဟာလေလုယာဟာလေလုယာဟာလေလုယာအာမင်စိတ်ချစမှာလူတွေလှုပ်ချင်တိုင်းလှုပ်ပါစေရောင်းစားပါစေထောင်နဲ့ထဲလိုက်စမ်းပါစေငါနဲ့တူဖျားရှိတယ်ဟာလေလုယာထောင်နဲ့ထဲလိုက်ပါစေငါနဲ့တူဖျားရောင်းစားပါစေငါနဲ့တူဖျားဖျားတူရှိခြင်းကိုအမြဲတမ်းစိတ်ချနေတဲ့သူကလေသူများကဒုက္ခပေးရင်တော့မှအဲ့ဒီဒုက္ခသူ့အတွက်မင်္ဂလာဖြစ်ဖို့ဖျားကအဲ့ဒီထဲကနေဖြောင်းပြန်လုပ်တယ်ဖျားဟာလေလုယာသူများဘယ်မှာရောင်းစားလဲအေဂုတုပြည်မှာရောင်းစားတယ်ရောင်းစားတဲ့နေရာမှာကြာခင်မှာဘာဖြစ်တော့မှလဲအေဂုတုပြည်ဘယင်ကဖြစ်ဖို့ဘုရားခင်ပြောင်းပြန်လှန်ပြတော့မယ်ဟာလေလုယာစိတ်ချစမ်းပါအခက်အခဲပြဿနာကြောင့်ဘုရားမရှိတော့လို့ထင်တဲ့ထဲမှာသင်မပါပါစေနဲ့ဘလောက်ခက်ခဲတွေရှိပါစေ
God is with me ဘုရားခင်ရှင်ငါဘာလို့ဒီယောဂဖြစ်တာလဲအကြောင်းရှိတယ်မကြာခင်မှာသူ့ဘုန်းတော်ထင်ရှားမယ်ဘယ်ရှင်နေမှာပဲဖြစ်တင်ယုံကြည်ရမှာပါလဲ God is with me ကျမအကြီးကျယ်ဆုတောင်းရတဲ့ဘာဖြစ်လို့ယောက်ျားကျမကိုစွန့်သွားလဲ No worry သင်ယောက်ျားရှိတာထက်တာ၍ကောင်းတဲ့မင်္ဂလာကိုဘုရားသခင်ပေးတော့မှာယောက်ျားရှိတာတက်မရှိခင်မှာရမယ်မင်္ဂလာကြီးတယ်ဆိုတာဘုရားသိထားပြီးသားအဲ့လိုပြောလို့ယောက်ျားတွေစိုးပြစ်ခိုင်းတာမဟုတ်ဘူးလူတွေကလေတခုခုမရှိတော့ရင်လေသိကြောက်တယ်ငါမှယောက်ျားမရှိတော့ရင်ငါမှမိန်းမမရှိတော့ရင်ငါမှအလုပ်မရှိတော့ရင်ငါမှပတ်စံမရှိတော့ရင်သိစိုးရိမ်တာပဲဘာမှစိုးရိမ်စရာမလိုကြိုက်တဲ့ဟာမရှိနေဘူးစေ God is with meငါမှဘာမှပညာမရှိဘူးပတ်တင်ယုံကြည်စမ်းမှပညာမရှိလေ God is with me God is with me God is with you God is with us Hallelujah ဘယ်ရမှတည်းဆွဲချလို့မရဘူးဘယ်ရမှတည်းဆွဲချလို့မရဘူးဆရာရဲ့ချင်းဆိုရချင်းလေကြောက်ထဲကရေထွက်စေတဲ့ဖျားကြောက်ခဲလေးတစ်လုံးနဲ့လူတန်ကြီးအားပြိုလဲသွားစေတာတဘာဝမချခဲ့တော့ညာတဘာဝရဲ့ထက်မရှိတာထာဝရဖျားယေစစ်ကိုစပြည့်ရေဖြစ်ပြောင်းထောင်ပေါင်းများသွားသောလူကိုကြွေးသောမုံငါလုံးငါနှကောင်တဘာဝမချခဲ့ပေမဲ့ထာဝရဘုရားကအမြဲတတ်နိုင်ပါတယ်အခြေအနေတိုင်းကိုပြောင်းလဲပေးနိုင်တယ်လူတွေတိညာနဲ့တွေ့ချမ်းမရပေမဲ့တဘာဝရဲ့ထမထာဝရဘုရားရှိတာယုံကြည်စိတ်ချတယ်တဘာဝတရားမှာဖို့အောင်ချတဲ့ရာဝိညာဉ်နဲ့ပဲတဲ့မရှိရှိလင်းမြပါအနာဂတ်နေ့ရတွေ့တဲ့ဂျုံနေတဲ့မူရလဲဒီအောင်မြေအောင်မယ်ကျွန်တော်ဆရာထမ်းတော့တီးလို့ရလားဆရာကျွန်တော်နည်းလေးဘီလေးလုံးပေးပါကျွန်တော်အဲ့ချင်းဆိုရင်ကျွန်တော် live ပါရေးလေအဲ့ဒါကျွန်တော်တကယ်ကျွန်တော်ဖြစ်ချင်းမှာပဲလားအာမင်လုံးဝမကြောက်နဲ့ဘယ်ချင်းနေဖြစ်အဲ့ဒီချင်းနေကအစိုးဆုံးချင်းနေနော်ဘုရားပါပြတယ်ကြိုက်လို့စိုးစားငါပြောင်းပြလှမ်းမင်းလူတွေကြိုက်တော့ရောင်းစားအဲ့ရောင်းစားတဲ့သူတွေပြန်အားအော်ရချင်းငါမင်းကိုကောင်းချီးပေးမယ်မင်းကိုဆွဲစားတဲ့သူတွေရှေ့မှာငါမင်းကိုပြန်ရှင်းပြအာမင်တဲ့တော့ထင်သေးတဲ့သူတွေရှေ့မှာငါစပွဲခင်းမယ်ကွာတဲ့ရကောင်းစီနဲ့လိမ့်မယ်ကွာတဲ့ရခွက်ပလာရှာထွက်တဲ့ငါမင်းကိုကောင်းချီးပေးမယ်ကွာဟာလေလုယာယုံကြည်တဲ့သူတွေဟာလေလုယာလို့ပြောရYay! Shakaraba Seteyaba. Baba machine names
တင်းတဲ့သူဖျားရှိတယ်ဆိုစိတ်ချရင်မနှက်ဖာထူရှာမယ်တပတ်ကထူရှာလာမယ်တပတ်ပြီးတပတ်မတူညီတဲ့မင်္ဂလာတွေရောက်ရှိလာမယ်တလပြီးတလမတူညီတဲ့ထူရှာချက်တွေရောက်ရှိလာမယ်ဟာလေလုယာ小天啊，一团水的不要，当俺那个把我们家给多年，把我也谈来西的陶然呀。耶稣是个子别表，耶稣是个子别表，长跑面刷到路过追到梦啊龙啊那个，把我们家开比美，他我让培养个面真来吧的。ဒီနေ့တိုင်းကိုပြောင်းလဲပေးနိုင်တယ်လူတွေသိညာနဲ့တွေ့ချက်မရပေမဲ့တဘာဝရဲ့ချမ်းသာပြောထာဝရဖယားရှိတာယုံကြည်စိတ်ချတယ်တဘာဝတရားမှာဖို့ချလေရာဝိညာဉ်နဲ့ပဲတဲ့မှာရှိရှိလင်းမြင်မှာအနာဂတ်နေ့ရတွေ့တဲ့ဂျုံနေတဲ့မူရလေတင်အောင်မြေအောင်မယ်ခိုးရဆိုပြဆိုမယ်အချိန်လေးတိုင်းကိုပြောင်းလဲပေးနိုင်တယ်လူတွေသိညာနဲ့တွေ့ချက်မရပေမဲ့တဘာဝရဲ့ချမ်းသာသာဝရဖယားရှိတာယုံကြည်စိတ်ချတယ်တဘာဝတရားမှာဖို့ချရရာဝိညာဉ်နဲ့ပဲတဲ့မှာရှိရှိလင်းမြင်မှာအနာဂတ်ရဲ့ရတွေ့တဲ့ဂျုံနေတဲ့မူရလေသင်အောင်မြင်ကိုရစ်လေးကျွန်တော်ပြဆိုခြင်းနဲ့ဒီလိုတက်တာနဲ့မှရှင်းရှားပါစေခြေနေတိုင်းကိုပြောင်းဟာလေလုယာလူတွေသိညာနဲ့တွေ့ချက်မရပေမဲ့တဘာဝရဲ့ချမ်းသာသာဝရဖယားရှိတာပြောရအောင်ယုံကြည်စိတ်ချတယ်တဘာဝတရားမှာဖို့ချရေယာဝိညာဉ်နဲ့ပဲချဲမှာရှိရှိလင်းမြင်မှာအနာဂတ်နေ့ရတွေ့တဲ့ရှုံးနေတဲ့မူရလေဒီအောင်မြင်အောင်မယ်你这片小呀嘞，你们全部，你这片小呀嘞，么你梦不，你的面西的培养，做的面西的培养，
ကပါဆုံးတီတိုင်းပါမိတဲ့ပြရှောင်းရလေမိမကျွမ်းဘူးမြစ်တဲ့ပြရှောင်းရလေမနေမဘူးနေနဲ့မြေရှိတဲ့ဖယားတို့နဲ့မြေရှိတဲ့ဖယားကကပါဆုံးတီတိုင်းပါအားလုံးကိုခေါင်းချီနေတိုင်းပါ hey အချိန်လေးတိုင်းကိုပြောင်းလဲပေးနိုင်တယ်လူတွေသိညာနဲ့သက်ချက်မရပေမဲ့တဘာဝရဲ့သမ္မာသာဝရဖယားရှိတာယုံကြည်စိတ်ချတယ်ဖယားသူရှိတဲ့ဆိုစိတ်ချတဲ့သူဖြစ်ပါစေကဘာဝတရားမှာဖို့ထားရဝိညာဉ်နဲ့ပေသေးမှရှိရှိလင်းမြမာလာကလေးရဲ့ရှိတယ်ဆုံးနေမှုလေဟာလေလုယာဒီအောင်ညမဝတ်ရအောင်ဟာလေလုယာအချိန်လေးတိုင်းကိုပြောင်းလဲပေးနိုင်တယ်လူတွေသိညာနဲ့သက်ချက်မရပေမဲ့တဘာဝရဲ့သမ္မာသာဝရဖယားရှိတာယုံကြည်စိတ်ချတယ်တဘာဝတရားမှာဖို့ထားရဝိညာဉ်နဲ့ပေသေးမှရှိရှိလင်းမြမာအနာဂတ်လေးရတွေ့ခဲ့ကြုံနေတဲ့မူရလေတင်အောင်မြေအောင်မယ်ဟာလေလုယာဟာလေလုယာဟေရာဘာဘာစီတီယာဘာအားလုံးကျွန်တော်ဆက်တော့ဝန်ခံရအောင်ဘယ်ချင်းနေမှာပဲဖြစ်ဖြစ်ဘုရားကတို့နဲ့လူရှိတဲ့စာစိတ်ချတဲ့သူတွေဖြစ်ပါစေမိတဲ့ပြတ်လျှောက်သွားလဲဘုရားတူရှိတယ်ရေထဲသွားလဲဘုရားကတူရှိတယ်ဘယ်ချင်းနေမှာဖြစ်ဘုရားကတူရှိတယ်အေမာနွေလာဘုရားစိတ်ချတဲ့သူတွေဖြစ်ပါစေဟာလေလုယာယေရာဘာဘာဘာစေထေရယာဘာEraka se tere boshitira karabase. Hallelujah. 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 Eka se tere boshitira kabase terima. Esa tora babare koshitira kaba. Asani biasoya. Hallelujah. Chào khe lê tà lâu nè lưu tàn chế à Dù lê tòa xê đà Ta bà wá mà chá khe đô nhá Ta bà wá yé thân nai xì đà thao ra ya Hallelujah Yê xê xê cô già bì yê phê bia Thằng bóng ya dọa đó lưu gô truy đó mong ngã lông hàn nạc cao Ta bảo wa mà cha khen mê Sao rap ya ga am ye tan nai ba đê A chê đi đai ngô piao lê phê nai đêလူတွေသိညာနဲ့တွေ့ချမရပေမဲ့တဘာဝရဲ့သမ္မာသာဝရဖယားရှိတာယုံကြည်စိတ်ချတယ်တဘာဝတရားမှာဖို့ထားတရားဝိညာဉ်နဲ့ပေသေးမှရှိရှိလင်းမြမာ
အနာဂတ်နေ့ရက်တွေထဲကြုံနေတဲ့မူရလေတင်အောင်မြင်အောင်မယ်ဟာလေလုယာဘုရားခင်ကတင့်ကိုကြီးတော်မူပြုဖို့ပြင်ဆင်ထားပြီးသားဟာလေလုယာဒီကြိုးစားတာကတင့်ကိုအောင်မြင်စေတာမဟုတ်ဘူးဘုရားတူရှိခြင်းကတင့်ကိုအောင်မြင်စေတာဖြစ်တယ်ဘုရားတူရှိခြင်းကိုတင်တာရသိရှင်ဘုရားတူရှိတယ်ဆိုတာကိုယုံကြည်စိတ်ချတဲ့သူတွေဖြစ်ပါစေမိတဲ့ပြိုင်ရှောက်ရလေမိမချမ်းဘူးမြေတဲ့ပြိုင်ရှောက်ရလေမနေမုန်းဘူးမင်းနဲ့မြင်ရှိတဲ့ဖယားချိုးနဲ့မြင်ရှိတဲ့ဖယားကကပါဆောင်တီတိုင်းပါမိတဲ့ပြိုင်ရှောက်ရလေအမီမကြွမ်းဘူးမြေထဲပြိုင်ရှောက်ရလေမနေမုန်းဘူးနေနဲ့မြေရှိတဲ့ဖယားချိုးနဲ့မြေရှိတဲ့ဖယားကကပါဆုံးချီတိုင်းပါအလုံးဝခါရှင်နေတိုင်းကိုပြောင်းလဲပေးတဲ့ဖယားအခြေအနေတိုင်းကိုပြောင်းလဲပေးလူတွေတင်ညာနဲ့တွေ့ချမ်းမရပေမဲ့တဘာဝရဲ့ချမ်းမထောက်ရဖျားရှိနေတယ်ယုံကြည်စိတ်ချစမ်းတဘာဝတရားမှာဖို့ချရေယာဝိညာဉ်နဲ့ပဲထဲမှာရှိရှိလင်းမြင်ပါအနာဂတ်နေ့ရက်တွေထဲကြုံနေတဲ့မူရလေတင်အောင်မြင်အောင်မယ်အခြေအနေတိုင်းကိုပြောင်းလဲပေးနိုင်တယ်လူတွေတင်ညာနဲ့တွေ့ချမ်းမရပေမဲ့တဘာဝရဲ့အထက်မှာလောကစိတ်ချထာဝရဘုရားရှိတာယုံကြည်စိတ်ချတယ်တဘာဝတရားမှာဖို့ချတယ်ရာဝိညာဉ်နဲ့ပဲချေမရှိရှိလင်းမြင်ပါအနာဂတ်နေ့ရက်တွေတဲ့ကြုံနေတဲ့မူရလေတင်အောင်မြင်အောင်ဟာလေလုယာဟာလေလုယာယောသရဲ့ထူးခြားတဲ့တစ်ခုอ่ะသူအရန်ကြိုးစားလို့အကြံထားပြောင်းအောင်မြင်တာမဟုတ်ဘူးဘုရားအတူရှိခြင်းကသူ့ကိုအောင်မြင်စေတာနောက်ဒီနေ့စပြီးညီကိုမောင်မတို့အေမာနွေလဘုရားကမင်းတို့နဲ့သူကကပါကုန်တိတိုင်အောင်ငါအတူရှိမယ်လို့ပြောတဲ့ဘုရားကဘယ်နေရာပဲရောက်ပါစေမိတဲ့ဖျက်လျှောက်ပါစေရေတဲ့ဖျက်လျှောက်ပါစေမနဲ့မောစေရဘူးဘာလို့ဆိုငါမင်းနဲ့အတူရှိတယ်ဆိုတော့မင်းစိတ်ချစမ်းပါလို့ဘုရားပြောနေတယ်ဘယ်ချင်းနေမှာပဲဖြစ်ဖြစ်နို့တိုက်နေတဲ့မိခင်ကနို့ဆိုသူငယ်ကိုပြည့်ပြစ်သွားမယ်ငါမင်းကိုမပြစ်ဘူးလို့ပြောတယ်ဘုရားဟာလေလုယာမိခင်ကခလေးကိုပြည့်ပြစ်သွားမယ်ငါမပြစ်ဘူးလေအဲ့ဒီဘုရားတင်တဲ့အတူရှိတယ်ဆိုတာစိတ်ချရင်ဘယ်ချင်းနေမှာပဲဖြစ်ဖြစ်ဘုရားငါနဲ့တူရှိတယ်ဆိုစိတ်ချရင်အဲ့ဒီအချင်းနေထဲရနေရွှေကဲ့သို့ပြန်ပေါ်လာမယ်ရွှေကဲ့သို့တတ်တယ်ထင်ရှားလာမယ်သူများကပြန်ကြည့်ပြီးတော့မှအားကျတဲ့တတ်တာပြန်ဖြစ်လာလိမ့်မယ်
one nation က one မြောက်ခြင်းပြဖြစ်လာမယ်ငိုကြွေးရှိတဲ့တခြင်းဆိုရတဲ့ခွင့်ပြခင်ပြဖြစ်စေလေ hallelujah hallelujah ဒီနေ့ကစာရေးဘုရားခင်အတူရှိတယ်ဆိုတာကိုယုံကြည်စိတ်ချခြင်းနဲ့လုံးဝတန်တရားမရှိပဲဘယ်အချိန်နဲ့မှပဲဖြစ်ဖြစ်ငါနဲ့ဘုရားတူရှိတယ်ဆိုတာကြွေးကြော်ဝန်ခံခြင်းအပြင်တတ်တည်ထင်ရှားတဲ့သားသမီးဖြစ်စေဖို့ယေရှုနာမနဲ့ဆုတောင်းကောင်းချီးပေးလိုက်ပါ၏ဖခင်